အားလုံးကျေးဇူးတင်ပါတယ်စကားပြောကြရမှာเนาะကျွန်တော်ခွင့်ပြုပြီးသားတကယ်ချင်းလည်းရှိရပေါ့เนาะခွင့်မတောင်းရသေးတဲ့တကယ်ချင်းလည်းရှိတယ်ကျွန်တော်တက်သွဲထားတာတွေအတွက်တောင်းပန်ပါတယ်အစင်မပြေဘူးဆိုဖြုတ်လို့ရပါတယ်ခင်ဗျာเนาะအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနေ့ကျွန်တော်တို့အညာပြည်သူတွေအတွက်เนาะအမှန်တရားတစ်ခုပေါ်ပေါက်ရေးအတွက်ကျွန်တော်လည်းဒီနေ့ထပ်ပြောချင်ပါတယ်ကျွန်တော်အရင်ဆုံးတက်တဲ့အနေနဲ့ကျွန်တော်ဗီဒီယိုဖိုင်ဖွင့်ပြမယ်ပေါ့เนาะနောက်တစ်ခုကကျွန်တော်တို့တော်လှန်ရေးမှာဘယ်လောက်ထိရှေ့ရောက်နေပြီလဲကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရ MUG ကနေဘယ်လိုပြင်ဆင်ထားလဲနိုင်ငံတကာကကျွန်တော်တို့စစ်ရေးအကူအညီလက်နက်တွေဘယ်လောက်ထိဝယ်ယူစုဆောင်းထားလဲဆိုတာကိုကျွန်တော်အသိခင်မိတ်ဆွေလူရင်းတွေအနေနဲ့ Messenger ကိုကြောက်လို့ရပါတယ်ခင်ဗျာနော်ကျွန်တော်ဗီဒီယိုတွေကတော့ကျွန်တော်လူရင်းတွေအကြောင်းသိတွေဆိုတော့ကျွန်တော်မျှဝေပါမယ် live ပေါ်တော့တင်ခွင့်မရှိဘူးပေါ့နော်အားတက်စေချင်တာရဲ့ဒီလိုပဲကျွန်တော်တို့အသိခင်မိတ်ဆွေတွေလက်စစ်ကမ်းစေချင်တာရေပေါ့နော်တော်လည်းရေးကိုဘယ်လိုပြဿနာတွေဘယ်လိုပရိပခါတွေလဲမဆိုကျွန်တော်တို့စိတ်ကြမကြဘူးနော်ကျွန်တော်တော်လည်းရေးကြီးကအောင်မြင်မှာတေးကြတယ်အောင်လဲအောင်မြင်နေရနော်ဒါကြောင့်မို့ကျွန်တော်တို့ဒီတော်လည်းရေးကြီးတစ်ခုလုံးကကျေပြန့်နေဗျာကျွန်တော်တို့ကျေပြန့်တရားနဲ့အလိုက်ကျွန်တော်လူပေါင်းတန်းတဲ့ချီပြီးဒီအာနာရှင်တော်လန်နေတာဒီနေရာမှာကျွန်တော်တို့မတရားမှုတွေအနိုင်ကျင့်မှုတွေဖိနှိပ်မှုတွေနော်ကျွန်တော်တို့အာနာရှင်ဆန်တဲ့လုပ်ရက်တွေရှိမယ်ဒါတွေကိုကျွန်တော်တို့ကနော်အ ਨੇ ဆုံးရှော့ချနိုင်အောင်အမှန်တရားတစ်ခုကိုရဲပြောမယ်ရဲချပြမယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့ကျွန်တော်ပထမအဆုံးအနေနဲ့ဒီကျွန်တော်တို့ကော်တူလေးအာမီဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါကိုဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ပါကျွန်တော်ပထမအဆုံးအနေနဲ့ကျွန်တော်ဒီကော်တူလေးအာမီနော်မိုးမိုးကိုအရင်ပြောချင်တယ်ဗျသူအနေနဲ့ကကျွန်တော်တို့အဓိကတော့အညာပြည်သူတွေချွေးနှဲစာဘန်းငွေ18သိန်းပေါ့ဗျာနော်ဒီကိစ္စကိုမိုးတဲ့စာလုံးနဲ့ကအပြတ်တက်ကိုမယူထားရဘူးတစ်ဖက်သက်လုံးကြံဆွဆွဲတယ်လို့ညင်းထားတယ်ပေါ့နော်ဒီလိုညင်းထားတဲ့အပြင်ကိုဒါမိုးမိုးတို့အုပ်စုလိုက်ဖွဲ့ပြီးတော့မှနော်ဒီစစ်ဖက်နှက်အောက်ကလွတ်မြောက်ဖို့အမှန်တရားပါလို့អော်နေတဲ့အောက်တန်းစားတွေကနော်မိုးမိုးတဲ့စာလုံးကိုအပြည့်အဝအကာအကွယ်ပေးထားတယ်ပေါ့ပေးထားတယ်အဲ့လိုပေးထားလို့လေကျွန်တော်တို့ချို့တဲ့နေတဲ့အဖိနှိတ်ခံရနေတဲ့စစ်ဖက်နှက်အောက်မှာဖိနှိတ်ခံရနေတဲ့အညာပြည်သူတွေချွေးနှဲစာဒီနေ့ဒီချိန်ဒီပြန်မရဘူးပေါ့နော်မင်္ဂလာပါဟောလားဦးလေးကျွန်တော်ဒါကိုသိစေချင်တယ်ကျွန်တော်တကူလာပါဟောလားကျွန်တော်တခုတွေးမိရလားကျွန်တော်တို့စစ်ဖက်နှက်အောက်ကလွတ်မြောက်ဖို့တော်လှန်နေတဲ့နေရာမှာအမှန်တရားပြီးဆိုပြီးပါဇက်ကအော်တဲ့လူတချို့နော်ဒီမိုးမိုးတို့အဓိကမိုးမိုးတို့ရဲ့နောက်တစ်ခုကဒီအညာပြည်သူချွေးနှဲစာဘန်းငွေ18သိန်းပြန်ရရှိရေးပြောတဲ့ဝင်းရံတဲ့သူတွေကိုတိုက်ခိုက်ဆွဆွဲပြောဆိုမိုးမိုးနဲ့စာလုံးကိုကာကွယ်ပေးတဲ့နော်အမှန်တရားလို့အော်တဲ့အောက်တန်းစားတွေနဲ့များကျွန်တော်တို့တော်လန်ရေးကြီးနိုင်ပြီးဒီလူတွေနဲ့ရှင်သွဲနေရမယ်ဆိုကျွန်တော်တခုတွေးမိတယ်သလားကျွန်တော်အာနာရှင်နဲ့နေတာထက်စိုးသွားမလားပေါ့နော်မလို့ရင်မလို့တလို့ဆွဆွဲပြောဆိုနော်ဒီနေရာမှာတာဝန်ယူမှုတာဝန်ခံမှုတစ်စက်ကလေးမှမရှိနော်ပါဇက်ကနေမလို့လာဘူးဆိုဘာမဆိုလုံးမဲ့အောက်တန်းစားမျိုးတွေဗျာနော်ကျွန်တော်ဒီလူတွေကကြောက်စရာတော့မလို့ဘူးဗျာဒီရုံမှမှုတွေကိုကျွန်တော်တို့လူအတိုင်းဝိုင်းကြားမှာမရှိသင့်ဘူးဗျာနော်ပထမဦးဆုံးအနေနဲ့ပကောက်ကူတိုက်တက်ခွန်းနေပထမဦးဆုံးအနေနဲ့မိုးမိုးပြောထားတဲ့အတန်ဖိုင်ကိုကျွန်တော်ပြမယ်နော်ပြီးရင်ကျွန်တော်စာလုံးကနေပြီးတော့မှဒီအညာပြည်သူတွေချွေးနှဲစာတပတ်အတွင်းပြန်ပေးရမယ်လို့ဂတိပြုထားတဲ့ကျွန်တော်တို့အတန်ဖိုင်ရှိပါတယ်နော်ဒီကိစ္စနဲ့ပတ်သက်တာဒီရဲကြနော်ဒီရဲကြ PDF ဒီရဲကြတိုက်ရင်ပကောက်ကူတိုက်ရင်30တက်ခွန်းနေလူလိန်ကောင်နော်မင်းစောက်ဆက်တရားမရှိဘူးလားဟမ်တည်လိန်ညာတဲ့တည်မင်းတင်တာညတော့မင်းပြောတယ်ဘိုးစားလောင်ကမင်းစီမှာအတန်ပို့တယ်မင်းကိုဒီတပတ်အတွင်းပတ်စံရော်ပေးမယ်ဆိုတာမင်းဘာဖြစ်လို့လဲစောက်လိုက်လာလဲဘိုးစားလောင်စီမှာငါဖုံးဆက်တယ်ညတော့ဘိုးစားလောင်ပြောတယ်နင့်ကိုဒီမျိုးစကားတစ်ခေါ်မှမပြောရဘူးနင့်ကိုလည်းအတန်မပို့ပေးရဘူးโอเคနော် PDF ဒီရက်ကြပကောက်ကိုတိုက်ရင်30တက်ခွန်းနေကြံချေပေးနေတာအသက်တေထောက်ထားစီလို့စရင်နေရဲ့ Messenger ကိုဗီဒီယိုနဲ့ရိုက်ဘိုးစားလောင်ပို့တဲ့အတန်နင့်ကိုဒီတပတ်အတွင်းမှာအဲ့ဒီ18သိန်းကိုပြန်ရော်ပေးမယ်ဆိုတာဒီဗီဒီယိုရိုက်ပြီးတော့ပြည်သူတို့အနေချပြဗီဒီယိုရိုက်နော်
โอเคဒီမှာဟိုရွာကန်အညာသူအညာသားတွေဟိုဒီသူတို့ချွေးနှဲစာပြန်ရရှိရေးဆန္ဒထုတ်ဖော်ထားတယ်တောင်းဆိုထားတဲ့နောက်ပိုင်းဗီဒီယိုကိုခဏထားအောင်ပေါ့နော်သူကဟိုစာလုံးပြောထားတဲ့တပတ်သွင်းပေးပါမယ်ဆိုတဲ့အတန်ဖိုင်ရှိတယ်ဆိုရင်ဗီဒီယိုရိုက်ပြီးချပြလို့သူပြောသွားတယ်လေအဲကြောင့်မို့ကျွန်တော်ကနေပြီးမှအဲ့ဒီအတန်ဖိုင်ကိုပြမယ်ဘယ်လောက်ကြီးရုံးမှလဲဆိုတာဗျာတော်လန်ရေးမှာနော်ဒါကိုများရုံးမှာကောက်ချစ်တဲ့လောက်ရက်ကပေါ်လွင်နေတာကိုကာကွယ်ပေးတဲ့ရပြီဒီစာနာထောင်နော်ဒီတန်ဖိုင်ဟုတ်ကဲ့မင်္ဂလာပါအားလုံးမင်္ဂလာပါခင်ဗျဟုတ်ကဲ့မင်္ဂလာပါညီမအညာသားတွေဘယ်လောက်ရိုးလဲဆိုတာကျွန်တော်ငွေလေးအစင်ပြောင်းလုပ်ပြီးတော့ကျွန်တော်လက်နဲ့ခဲနေရမ်းလို့အနေအဲ့လေအစင်ပြောင်းစီစဉ်ပြီးပါအောင်နော်ပြောသလိုလိုအစင်မပြေနိုင်ဘူးလေကျွန်တော်လည်းဒီမှာစစ်တိုင်နေတာဒီတကယ်ပေးချင်တယ်ဆိုရင်ဒီအကောင့်နဲ့လွှဲပြီးနေတယ်ဒီငါတော့အကုန်လုံးမတက်နိုင်သေးဘူးနှစ်ခါဖွင့်ပြရတာပဲနော်အဲကျွန်တော်တောင်းခံတာပါမြို့လည်းအပြစ်မမြင်ပါဘူးရဲခတ်သေးတယ်ကျွန်တော်သိပါတယ်နော်မြို့ကူညီမဲ့သူတွေအများကြီးရှိတာပဲရဲလာမင်းပူတဲ့အစီအစဉ်ကလုပ်ပေးလိုက်မှရလားရဲမင်းကိုလည်းပြောပြရှောက်လိုက်မလုပ်နဲ့ရဲမင်းလည်းလှုပ်လိုက်ကြော်ညာလိုက်တာအဲ့ဒါလူတွေကစေတကြတဲ့လူရှိတယ်သူ့ဘက်မှာလည်းရောင်သူများလာတဲ့လူရှိတယ်ငါတို့ဘက်မှာလည်းရောင်သူတွေများလာတဲ့လူတွေရှိတယ်တူတူတဲ့နဲ့ငါတို့ညီကိုတွေကပြောလို့ရတယ်ဒါဒီမှာစီပြေကလှုပ်ပေးလိုက်မယ်ပိတ်စာစီပြေမလားလည်းနဲ့စီပြေမလားနဲ့ကိုယ်တို့ကိုယ်စီပြေလှုပ်ပေးလိုက်မယ်ရလားစီတပတ်အတွင်းမှာလည်းနဲ့ပြတာရအောင်ရှိတယ်အဲ့ဒါကလည်းကြည့်လို့ပြမယ်နော်အဲ့ဒါတော့လာရင်ကိုရတူတူမှမဖြစ်တယ်တရားလူလာကြည့်နေမကိမလို့ဝယ်ရတယ်တော့ဒါနဲ့တရားစိတ်ရှိတိကံလောက်ရမယ်အဲ့ဒါရနော်โอเคလားစမပူတဲ့ဒီမှာလည်းကြိုးစားပေးတယ်နော်โอเคဒါမမိုးကနေပြောတယ်နော်ကိုတီရဲဂျာကနေပြီးမှကိုရဲမင်းနဲ့ကိုတီရဲဂျာနဲ့ပေါ့နော်ပခုတ်ကူတက်ရင်30တက်ခွဲနှစ်တာဝန်ခံပေါ့နော်ကျွန်တော်တို့စာလုံးနဲ့စာလုံးမိမအေးနိုင်ဖို့စီမှာလက်နက်လာရောက်ဝယ်ယူတော့ကပတ်စံပေးကာယကံရှင်ပတ်စံပေးထားတဲ့နော်တာဝန်ခံကိုယ်တိုင်ဒီအစာလုံးနဲ့စကားပြောထားတာနော်အညာသားတွေဘယ်လောက်ထိရိုးလဲဆိုတာကျွန်တော်တို့ကိုရမဲ့သူနော်အကျွေးရှင်နော်တလားကိုချွေးနေစာပြန်ရဖို့ရေဘလို့တောင်းခံလဲနော်ဘယ်လောက်ထိပြေလဲပြောလဲနော်တခါတည်းမပေးနိုင်ရင်တော့နှစ်ခါခွဲပေးပါနော်အခက်ခဲဖြစ်နေလို့ရှည်တယ်လဲထွက်နေရတယ်ပခုတ်ကူဘက်မှာတိုင်ပွဲတွေလဲဆက်နေတာမို့နော်ပြေလဲတောင်းခံတာကိုစာလုံးကလည်းတပတ်အတွင်းပေးပါမယ်လို့ပြောထားတဲ့အတန်ဖိုင်နော်ဒါစာလုံးအတန်ဆိုတာအစ်စ်နော်ဒါကိုမမိုးကနေပြီးမှတောင်ငံကိုတီရဲကြနဲ့ကိုရဲမင်းနဲ့ကစာလုံးတို့ကော်တူလေးအာမီနဲ့စာလုံးရဲ့မိုးရဲ့ကိုမတရားဆွဆွဲပြောဆိုတာပေါ့ဗျာနော်ဒီကိစ္စမဟုတ်ပါဘူးစာလုံးကဒီလိုအတန်ဖိုင်မပို့ရဘူးမပြောရဘူးဆိုတော့အပြေဝညင်းဆန်ထားတယ်ပေါ့နော်သူ့ like တစ်ခုလုံးလဲကျွန်တော်ရှိတယ်ပါတယ်ကျွန်တော် down ထားလိုက်တာဟိုအားလုံးဖွင့်ပြကျွန်တော်ပြည်သူတွေအချိန်ကုန်လို့ပေါ့နော်လိုအပ်တဲ့အချက်လေးကျွန်တော်အရင်ဖွင့်ပြတာဒါကြောင့်မို့လို့ဒီလောက်ခိုင်လုံတဲ့အသက်တွေမရှိတော့ဘူးဗျာနော်ဒါကြောင့်မို့ကျွန်တော်တို့အခုနော်တော်လန်ရေးအချိန်မြင့်တင်နေတဲ့အချိန်မှာလဲဟိုထောက်ပို့တိုက်ခိုက်ဒီထောက်ပို့တိုက်ခိုက်နဲ့နော်ကော်တူလေးအာမီအနေနဲ့ကလည်းစစ်မတိုက်ပဲနဲ့ကျွန်တော်တို့ဟိုကင်းရင်လက်နက်ကင်ချင်းပြန်တိုက်မယ်ပေါ့ဗျာဒါသူတို့အပိုင်းပေါ့နော်တိုက်ပါစေတေကုံလဲအေးတာဟိုကျွန်တော်တို့ PDF တွေမပါရပြီနော်ဒီကိစ္စကကျွန်တော်ပြောချင်တာတက်တင်တဲ့တကွာခိုင်းလုံးနေတာဗျာနော်ဒီနေ့ဒီချိန်ထိမျက်နှာပြောင်တိုက်ပြီးပြန်မပေးဘူးအညာသူအညာသားတွေဒီနေ့ထိအေးချွင်းနေစာ18သိန်းပြန်မရသေးဘူးနော်ဒီ18သိန်းကလည်းကျွန်တော်တို့ line ပေါ်မှာလူတို့တရလုံးစီကကောက်ခံထားတဲ့အလှငွေမဟုတ်ဘူးနော်ရွာကန် PDF ကိုကျွန်တော်တို့ရွာကန်ပြည်သူတွေကနော်ကျွန်တော်တို့ရွာနီး60စုပြီးတော့မှမရှိတာလေးတွေချစ်ကုံရောင်းချပေါင်လန်ပြီးတော့မှနော်ဟိုရွာကန် PDF ကိုပံ့ပိုးတာထောက်ပံ့လိုက်တာဖြစ်တယ်နော်ဒါချွေးနေစာစစ်တွေကျွန်တော်တို့ line ပေါ်အလှခံထားလို့လူလူတရလုံးကထောက်ပို့ထားတာဆိုရင်တမျိုးဗျာနော်ဟိုလက်ခံပေးလိုက်မယ်ဆိုရင်တော့ရအောင်မယ်အခုကဒီလိုအလှခံထားတဲ့ပတ်စံမဟုတ်ဘူး
လုံးလုံးကိုမရှိကသူတို့အတန်အိုးအိမ်လေးတွေကာကွယ်ပေးနိုင်မှာလားလို့နော်မျောလင်းချက်နဲ့သူတို့ရွာမှာရှိတဲ့ PDF ကိုလက်နက်လေးမောင်းပြန်တနတ်တွေကင်စီချင်လို့မရှိတာရောင်းချပေါင်လန်ပြီးမှနော်ထောက်ပို့လိုက်တဲ့ပတ်စံတွေချွေးနှဲစာစစ်တွေဖြစ်တယ်ကျွန်တော်တို့မြန်မာပြည်သူတရလုံးပြအညာဒေသမှာအညာသူအညာသားတွေငွေဘလို့ရှားရလဲငွေဆိုတာဘလို့ရှားလဲကျွန်တော်တို့အိမ်တစ်ခုအိမ်တစ်လုံးရဖို့ဝိုင်းတဝိုင်းရဖို့ကိုနှစ်ရှည်လာများဘလို့ချစ်ကုတ်ပြီးမှစုရလဲဒီတော်လန်ရေးအတွက်အာနာရှင်ပြုတ်ကြရေးကျွန်တော်တို့ဘန်းငွေ18သိန်းတသန်းခွဲကြော်တယ်ဗျာနော်တသန်းခွဲတသန်းနဲ့9တောင်းနော်ဒီ18သိန်းဘယ်တသန်းနဲ့9တောင်းလဲတသန်းခွဲကြော်တယ်နော်18သိန်းပဲထားလိုက်တော့အထိုင်းအခေါ်ဟိုအခက်နော်ဒီပတ်စံငွေအမောင်ကြီးကမြန်မာငွေနဲ့3,500 3,600လောက်ရှိတယ်ဗျာနော်ဒါကျွန်တော်တို့သူတို့အတွက်ကတော့လက်ရှိຫນွေဦးတော်လန်ရေးမှာမိုးတို့ကအလှခံနေတော့ဒီဘန်းငွေ18သိန်းကပြည်သူစီကညာပြီးတောင်းလိန်ပြီးတောင်းပြီးမပြောပါတော့ဘူးပေါ့နော်ထွေးနေစာစစ်တွေကြတော့မရှိကရောင်းလံပေါင်လံပြီးမှထောက်ပို့လိုက်တဲ့ပတ်စံတွေလေနော်ဒီပတ်စံတွေဒီနေ့ဒီချိန်ကြီးပြန်မရတာအမှန်တရားဆိုတဲ့နော်အောက်တန်းသားတချို့တွေကကာကွယ်ပွင့်မီးလောင်ရာလေပွင့်နော်လူမိုက်အားပွင့်တခိုးကိုမှအဖေတော်နော်ဒီလိုကောင်းတွေရှိလို့အာနာရှင်တက်ဆုံးရွှေတယ်လို့တော်လန်ရင်းမှာလဲလူယုံမာတွေလှုပ်ရှားလို့ရနေတာအဲ့လိုအောက်တန်းသားတွေရှိလို့နော်ရှင်းပြောရင်ရောမှဖျဲကြီးတို့အဖွဲ့တွေနော်အောက်တန်းသားတွေတော်လန်ရေးအမှန်တရားអော်ပြီးမျက်နှာမွဲတွေနဲ့အောက်တန်းသားဆန်တဲ့ကောင်းတွေနော်အဲလောက်မှခိုင်လုံတဲ့တက်တွေဗမာတခြားမယ်နော်ကျွန်တော်တို့တောင်းဝန်မီဒီယာတိုင်းမှာလည်းတင်တယ်ဗျာနော်ငွေမောင်းတို့မြမတန်တို့ကျွန်တော်ဒီဟိုတာမြေလဲတန်တို့နော်ကျွန်တော်တို့ခစ်တစ်တို့အကုန်မီဒီယာပေါင်းအများကြီးတင်တယ်ဗျာဒီသတင်းကိုနော်ဒီလောက်ခိုင်လုံနေတဲ့တက်တွေထောင်ထားနေဗျာတောင်းဝန်ကကိုတီရဲကြတယောက်တည်းပြောလို့မခိုင်လုံဘူးလားဆိုရင်ဒေသခံအညာသူညာသားတွေကိုယ်တိုင်ဗျာဆန္ဒထုတ်ဖို့တောင်းဆိုထားတဲ့ကိစ္စကြီးကိုဒီလောက်မှခိုင်လုံတဲ့တက်တွေဗမာတိရောမလဲနော်အဲဒါကြောင့်မို့လို့ကျွန်တော်ပြောချင်တာကျွန်တော်တို့အမှန်တရားအတွက်တာတိုက်ပွဲဝင်နေတာဗျာနော်ကျွန်တော်တို့အမှန်တရားကမျှတမှုမရှိပဲတစ်ဖက်ဆောင်နေဖြစ်နေတယ်လားနော်ဟိုတချို့ကတော့အမှန်တရားလို့တချို့ကဖိနှိပ်နော်အဲ့လိုဖြစ်နေတာရာနဲ့လူကိုဖိနှိပ်ထိုးချဒီနေရာမှာအောက်တန်းသားတွေကိုကြိုးရှာခြင်းတာအာနာလိုခြင်းတာလူရဝင်ခြင်းနဲ့တော်လန်ရေးမတိုင်ခင်ကလူရမဝင်တဲ့အောက်တန်းသားတွေကနော်မျက်နာကြီးမော်ပြီးတော့မှဂုံယူဝန်ကြွားနေတာနော်တစ်ဖက်ဆောင်နေရရင်ရတဲ့လူကိုဖိနှိပ်တိုက်ခိုက်ထိုးချဒီတော်လန်ရေးမှာဒီလိုလူတွေနဲ့သွားရင်ကျွန်တော်စဉ်းစားတယ်အာနာရှင်ပြုတ်ကြပြီးငါတို့ဘယ်လိုများနေမလဲပေါ့နော်အာနာရှင်ထက်စိုးတယ်နော်ကျွန်တော်တို့မလုံခြုံဘူးနော်ဘယ်နဲ့အုပ်စုလိုက်ဖွဲ့ပြီးကျွန်တော်တို့တိုက်ခိုက်မလဲနော်ကျွန်တော်တို့မဟုတ်မတန်တရားတွေဆွဆွဲပြီးမှနော်ဟိုဖမ်းဆီးမလဲဆိုတာကျွန်တော်တို့မလုံခြုံဘူးလေနော်ဒီမှာတက်တွေထောက်ထားတဲ့ဒီလောက်ပေါ်လွင်နေတဲ့ကိစ္စတော့ဒီနေ့ဒီချိန်ထိမျက်နှာပြောင်တိုက်ပြီးမပေးဘူးနော်အဲဒါကြောင့်မို့ကျွန်တော်ပြောချင်တာမိုးနဲ့မိုးအပေါင်းပါတယ်နော်ကျွန်တော်တို့အညာပြည်သူချွေးနှဲစာဘန်းငွေ18သိန်းတက်တင်နဲ့တကွနော်အားလုံးအပြည့်စုံရှိတယ်ချပြပြီးသားဖြစ်တယ်တည်င်းမီဒီယာတွေမှာလည်းကြေညာပြီးသားတင်ဆက်ပြီးသားကိစ္စတစ်ခုဖြစ်တယ်မှန်ကန်နေလို့လည်းပြည်သူလူထုရဲ့ဝန်းရံထောက်ခံမှုလည်းရှိပြီးသားဖြစ်တယ်ဒါကြောင့်မလို့ကွန်တိုလေးအာမီနော်စစ်ဦးစီးချုပ်မိုးအနေနဲ့ဒီအညာပြည်သူတွေရဲ့ချွေးနှဲစာကိုစာလုံးနဲ့မိုးနဲ့ဘရော့ပြန်ပေးမှလဲနော်ဒီကိစ္စကိုအများဆုံးဖြည့်ရှင်းဖို့လုပ်ကြပါနော်ပြည်သူကိုစားတောင်းဆိုလိုက်တယ်ကျွန်တော်ပြည်သူတွေလည်းတောင်းဆိုပါနော်မိုးနဲ့စာလုံးနဲ့ဒီနေရာမှာတို့အပေါင်းပါတွေလည်းရှိတယ်တို့ဘလောက်ပဲဘသူနဲ့ပဲပေါင်းပါတွေဘလောက်များဗျာကျွန်တော်တို့အညာပြည်သူတွေချွေးနှဲစာပြန်ရရင်ကျေနပ်တယ်နော်ဒီပြန်ရရှိရေးကိုအမြန်ဆုံးဆောင်ရွက်ပေးပါနော်တော်လန်ရေးကာလမှာလည်းကျွန်တော်ပြောချင်တာမိုးအနေနဲ့ကျွန်တော်နိုင်ငံရေးထဲမှာတခါမှမမြင်ဘူးမတွေ့ဘူးနဲ့လူမျိုးဖြစ်တယ်နော်ဒီတော်လန်ရေးမှာကျွန်တော်တို့အမှန်တရားပါဆိုပြီးတော်လန်ရေးထောက်ဖို့လုပ်နေတဲ့မြေပြင်ကိစ္စတွေလက်နက်ကင်အဖွဲ့အစည်းတွေကိုဝေဖန်ထိုးချလက်နက်ကင်အဖွဲ့အစည်းတွေကိုတစ်ဖွဲ့နဲ့ထိလွယ်ရှလွယ်တဲ့အချိန်မှာတစ်ဖွဲ့နဲ့တစ်ဖွဲ့ရန်တိုက်နော် PDP အတူအတုံးချပြီးမှမြေပြင်ကတော်လန်ရေးအင်အားစုတွေတစ်ဖွဲ့နဲ့တစ်ဖွဲ့ပစ်ခိုင်းနော်ဒါမိုးအနေနဲ့ဒီတော်လန်ရေးမှာမှန်ကန်တဲ့
အာနာရှင်ဘက်ကလက်ပါစိန်မဟုတ်ဘူးလို့ဘသူကပြောနိုင်လေမိုးမိုးကိုတော်လန်ရေးမတိုင်ခင်ကဘသူသိလဲနော်နိုင်ငံရေးလမ်းကြောင်းပေါ်မှာကျွန်တော်တို့ရက်ရွာတွေဖွံ့ဖြိုးတိုးတက်ရေးနော်ကျိုးပန်းခဲ့ဘူးလားကိုလူမျိုးကိုရွာကိုရက်ရွာအတွက်နော်ပရိုက်တာအလုပ်ငန်းကိုင်ငန်းတွေလုပ်ပြီးကျိုးပန်းခဲ့ဘူးလားမရှိနောက်ကျောင်းသမိုင်းလည်းမရှိသလိုလက်ရှိမှလည်းမရှိဘူးနော်အခုဟုတ်ကဲ့ကျေးဇူးပါအမျိုးကြီးကိုတိုင်ပါတယ်အမျိုးကြီးကိုတိုင်တာအမျိုးကြီးအနေနဲ့အရေးယူဆောင်ရွက်ပေးလို့မရပါဘူးမရတာဘာကြောင့်မရလဲဆိုရင်ကျွန်တော်တို့မိုးမိုးတို့ကော်တူလေးအာမီစာလုံးဦးဆောင်တဲ့စင်ပြူစစ်ကြောင်းအထူးကွန်မရိုစစ်ကြောင်းစင်ပြူစစ်ကြောင်းကကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရ MOD လက်အောက်မှာမရှိပါဘူးเนาะကျွန်တော်တို့ KNU လက်အောက်မှာလည်းမရှိပါဘူးတကယ်လို့မိုးမိုးတို့ကော်တူလေးအာမီယာ KNU နဲ့လက်သွဲထားမယ် KNU လက်အောက်မှာရှိမယ်ဆိုရင်ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရ MUG ကဒီနွေဦးတော်လှန်ရေးမှာ KNU နဲ့လက်သွဲပူးပေါင်းဆောင်ရွက်နေတာဖြစ်တဲ့အတွက်เนาะ KNU ကိုတိုင်ပြီးတော့မှ KNU ရဲ့တရားစီမံရေးနဲ့အရေးယူဆောင်ရွက်လို့ရပါတယ်ဖြည့်ရှင်းလို့ရပါတယ်အခုမိုးမိုးတို့ကော်တူလေးအာမီမိုးမိုးတို့စာလုံးတို့က KNU နဲ့လည်းမတင်များသလို MUG လက်အောက်မှာလည်းမရှိတဲ့အဖွဲ့အစည်းဒါကြောင့်မို့လို့လက်နက်တွေကင်ထားတာမို့ကျွန်တော်တို့လူလူကိုချပြတောင်းခံယုံကလွဲပြီးသူတို့မပေးတာကျွန်တော်တို့ဘာမှဆက်လုပ်လို့မရပါဘူးဒါပေမဲ့ဒီယုံမာမှုတွေကိုကျွန်တော်ပြည်သူတွေသိဖို့နော်ထောက်ဖို့တွေလိုက်တိုက်ခိုင်းနေတယ်လက်နက်ကင်အဖွဲ့အစည်းတွေချင်းချင်းရန်တိုက်ပွဲနေတယ်မြေပြင်မှာသူ့ရဲ့စကားတွေကြောင့်ထိတွေ့မှုပြစ်ခတ်မှုဖြစ်ပြီးတော့မှထိခိုက်ဒဏ်ရာရကြာဆုံးမှုတွေရှိတဲ့ PDF ရဲဘော်တွေရှိတယ်နော်အဲဒါကြောင့်မို့လို့ကျွန်တော်ပြောချင်တာကျွန်တော်တို့ကအရေးယူလို့ရမှာဆိုအရေးယူဆောင်ရွက်ပြီးတာကြာပါပြီနော်ဘာကြောင့်လဲဘာကြောင့်အရေးယူလို့မရလဲတော်လန်ရေးမှာဒဇင်ထောင်ပြီးတီးခြားဖွဲ့စည်းခွဲထွက်နေတာနော်အခုမိုးမိုးတို့စာလုံးတို့က KNU ကိုတောင်တိုက်မယ်ကြွေးကြော်နေတာလေနော်MUG ကနေအရေးယူမယ်ဆိုတော့လဲ MOD လက်အောက်မှာမရှိဘူးဘာမှလုပ်လို့မရဘူးနော်ဒါပေမဲ့ဒီလိုရုံးမာမှုတွေကိုပြည်သူလူထုသိဖို့တော်လန်ရေးမှာတကယ်မှန်ကန်တဲ့ထောက်ပို့တွေထောက်ပို့ဖို့မြေပြင်အဖွဲ့အစည်းတွေကိုတိုက်ရိုက်လှူဒန်းဖို့နော်ကျွန်တော်တို့မြန်မာပြည်သူတိုင်းရင်းသားရောအများစုထောက်ဖို့အများစုနော်ကားကြီးကားငယ်နဲ့ဖောရှောတွေလုပ်ဗီဒီယိုရိုက်ဓာတ်ပုံရိုက်နော်ကျွန်တော်တို့အလှခံလို့ကောင်းတာကိုဒါဆိုကော်တူလေးမှာကော်တူလေးပန်ပိုးနေကြတာနော်ဒီကျွန်တော်ပြောချင်တာခမရတို့အဲ့ဒီကော်တူလေးတကွက်သေးမြင်လှုပ်စားနေတဲ့အဖွဲ့ကြီးကိုခမရတို့နော်ကားကြီးကားငယ်ရသမျှထောက်ပုံငွေလဲခမရတို့ဂုံစားပြီးလူထုမှာတောင်းခံပြီးကိုလိုလှုပ်ချင်တာလှုပ်တဲ့ထောက်ဖို့တချို့နော်ခမရတို့မြန်မာတနိုင်ငံလုံးတော်လန်နေတာခမရတို့တနိုင်ငံလုံးတိုင်းတာနဲ့ကြည်ပါခမရတို့တင်လိုက်တဲ့ပို့ကြည့်ရင်အညာဘက်ကိုလှူရင်၄-၅သိန်းနော်ခမရတို့ကော်တူလေးအာမီဒဇင်ထောင်နေတဲ့အမှန်တရားတစ်ခုကိုဖုံးကွယ်ထားတဲ့အညာပြည်သူတွေချွေးနှဲစာ18သိန်းနော်ဗမာငွေသိန်း1500ကျော်1600နီးပါးပြန်မပေးတဲ့အုပ်စုကြီးကိုခမရတို့ဒီလောက်ပံပိုးနေတာဘာလို့ဓမြအားပေးလားလူမိုက်အားပေးလားနော်ခမရတို့လှုပ်စားမယ်ဆိုလဲမှန်ကန်တဲ့အဖွဲ့အစည်းတွေပံ့ပိုးပြီးလှုပ်စားပါနော်တနေ့တစ်ချိန်စူးမြောက်ခလုတ်ဖြစ်လာမဲ့နော်ဟိုအစိတ်ပင်ရေလောင်းနေတာကြီးကတိတ်ပြီးအဆင်ပြေမနေဘူးထောက်ဖို့တချို့နော်ခမရတို့ဘောရှောလုံးချင်ရင်လဲခမရတို့ဟုတ်လားရုပ်ရှင်ရိုက်စားဒါမှမဟုတ်တစ်တော့မှာဟာတာတွေရိုက်တော်လန်ရင်းမှာခမရတို့ဟာတာတွေမလုံးနဲ့နော်ဒီလိုပဲမိုးမိုးတို့ကော်တူလေးအာမီလက်ထဲမှာရှိတဲ့နော်အာမနာဘူးရှင်းရှင်းပြောတယ်ဘာကြောင့်လဲတနိုင်ငံလုံးတောင်းလန့်နေတာ PDF ပေါင်သိန်းနဲ့တောင်းနဲ့ချီတယ်ဗျာနော်ကျွန်တော်တို့လူလေး10ကနန်းလောက်ရှိတာကိုယိုယွင်းပြက်စီးနေတာကိုကျွန်တော်တို့ပြောရမှာပဲနော်နောက်ဆုံးရန်နာခိုင်းတဲ့ရန်နာပေးပြစ်လိုက်ရမှာမတမာတဲ့သူတွေပါလာရင်တော်လန်ရေးကြမ်းကြတယ်ကျွန်တော်တို့နောက်ကိုပြန်ဆုတ်တယ်နော်ကျွန်တော်တို့မိုးမိုးတို့လက်ထဲမှာရှိတဲ့တချို့နာမည်ကန်တွေနော်ကျွန်တော်တို့အလှခံစားတာတွေနော်ဒီမလုံးနေပဲလုတ်တယ်လို့ပြောပြီးတော့မှလူထုမှာတောင်းခံတာတွေနော်အမြေပြင်မှာဟိုယူကျင်တယ်လို့ယူကွဲကျင်တယ်လို့ကွဲနော်ဟိုတမယားတယ်လဲ၄-၅လင်လောက်ဟိုတယောက်ပြီးတယောက်ပေါင်းတယောက်ပြီးတယောက်ကွဲနော်ဘာစိတ်ကမ်းမှမရှိတဲ့အဖွဲ့အစည်းတစ်ခုကိုခမည်းတော်ဒီလောက်ထိအစိတ်ပင်ရေလောင်းနေရင်တော့နော်ထောက်ဖို့တချို့အာနာရှင်နိုင်ခြင်းနဲ့ဆိုရင်ခမည်းတော်ပြန်သုံးတတ်ပါခမည်းတော်ခေါင်းနဲ့လှုပ်နော်အုံနောက်နဲ့လှုပ်ခမည်းတော်နာမည်ကြီးခြင်းဆယ်လီဖြစ်ခြင်းယုံနဲ့ထောက်ဖို့မလုံးနဲ့နော်ထောက်ပို့တွေအကုန်လုံးကတော့တောင်ပိုင်းမှာမိုးမိုးထိုးချနေတာတော့အမှန်ပဲနော်
အခုဆိုဘယ်သူမှမရှိတော့တာလောက်ပဲရှိတဲ့သူတွေကလည်းမြေပြင်မှာသူ့လှုပ်ပြီးသူ့လန်းသူသွားတယ်နော်ကိုရဲမင်းတို့ဆိုလဲသူများကိုဘယ်တော့မှဝေဖန်တိုက်ခိုက်တာမရှိဘူးစာလုံးအညာပြေသူတွေချွေးနှဲစာအနိုင်ကျင့်ဖို့ကြပြီးမပေးတာကတော့ကိုကြီးဒီတောင်းရန်ကိုဒီရဲကြာကအကူညီတောင်းလို့ကိုရဲမင်းကကူညီပြီးတော့လိုင်းပေါ်မှာလိုက်လွှင့်ပြီးချပြပေးခဲ့တာနော်အဲ့ဒါပြီးနောက်ပိုင်းမှာကိုရဲမင်းဘဒုကူမှမတိုက်ခိုက်ဘူးနော်ဒီလိုမတိုက်ခိုက်တဲ့သူကိုတောက်လျှောက်တိုက်ခိုက်တယ်ထောက်ပုံမှန်တယ်မြမိုးမတိုက်ခိုက်တဲ့လူမရှိဘူးဗျာနော်ထောက်ပုံမှန်မဟုတ်ဘူးမြေပြည်အဖွဲ့အစည်းတွေမှာလဲကွန်တူလေးအာမီနဲ့မပူးပေါင်းတဲ့အဖွဲ့တွေမှန်တယ်မြမိုးပါဇက်မှာကောင်းတယ်ဆိုတာမရှိဘူးနော်PDF တွေကွန်တူလေးနဲ့လက်ပေါင်းပြည်သူလူထုကွန်တူလေးလှူနော်ကွန်တူလေးအာမီ KTA ကိုလှူဘာလုပ်နေလဲအခုနော်အညာပြည်သူတွေချွေးနေတာဘန်းငွေ18သိန်းဒီနေ့ဒီချိန်ကြီးပြန်မပေးဘူးအမြန်ဆုံးပြန်ပေးဖို့အတွက်မိုးတို့ KTA ကွန်တူလေးအာမီနော်အမြန်ဆုံးလှုပ်ဆောင်ပါနောက်တစ်ခုကကျွန်တော်တို့တောင်ပိုင်းတိုင်းမှာတပ်မဟာ6မှာနော်ကျွန်တော်တို့ထိဖလဲတိုက်ပွဲပြီးကြတဲ့က PDF တွေထွက်ခွာသွားကုန်လို့ကွန်တူလေးအာမီစစ်မတိုက်တော့ဘူး KTA စစ်မတိုက်တော့ဘူးနာမည်ခံလှုပ်ရှားနေတာနော်အခုကျွန်တော်တို့တောင်ပိုင်းမှာတပ်မဟာအားလုံးစစ်မျက်နှာဖွင့်ထားတယ်ကျွန်တော်တို့ဆယ်လမုံစစ်စင်ရေးစစ်ရေးအရှိန်မြင့်တင်နေတယ်လက်ခတ်တောင်ကျောမှာတောင်တန်းတစ်ခုလုံးထိန်းချုပ်ထားလို့တိုက်ပွဲတွေပြင်းထန်နေတယ်မိုးတို့လူထုစီကကောက်ခံနေတဲ့မိုးတို့ကော်တူလေးအာမီ KTA စစ်မတိုက်တော့ဘူးလားနော်ဒီလိုပဲလှုပ်ရှားနေမှာလားနော်လူထုရဲ့ထုံးပန်းမှုတွေကိုအဓိက KTA ကိုဒါပံ့ဖို့တက်ဆင်ပေးနေတာတွေစစ်မတိုက်ဘူးလားဘာအတွက်လူစုပြီးလက်နက်ကင်ဖွဲ့စည်းထားလဲနော်နေရာလူဖို့လားအာနာလူဖို့လားအာနာရရှိရေးလားကိုကြိုးရှာရေးလားနော်မိုးတို့ကော်တူလေးအာမီဘာလို့ဖို့ဖွဲ့စည်းထားတာလဲစစ်တိုက်မှာဆိုရင်အခုလက်ခတ်တောင်မှာတိုက်ပွဲတွေပြင်းထန်နေတယ်ဘာလို့ KTA မပါတာလဲနော်အဲဒါကျွန်တော်တို့ပြည်သူတွေမေးခွန်းထုတ်ပါကျွန်တော်တို့ပြည်သူတွေတစ်ချိန်ကမှန်ကန်တာမမှန်ကန်တာအသာထားတိုက်မှယုံတယ်တိုက်မှလှူတယ်မဟုတ်ဘူးလားနော်တိုက်ပြပြီးတော့မှလူထုကိုတိမ်သွင်းခဲ့တာလူထုထောက်ပံ့မှုတွေကိုတောက်လျှောက်တောင်းခံခဲ့တာနော်ဘယ်စခန်းမှာလဲတိမ်ပိုက်ခြင်းမရှိခဲ့ဘူးနော်ဘယ်နယ်မြေမှာလဲစိုးမိုးထားခြင်းမရှိခဲ့ဘူးမိုးတို့တိုက်ခဲ့တာတွေနော်အခုကျွန်တော်တို့ KNU MUG PDF တပ်ပေါင်းစုတွေနော် KMA တွေတိုက်နေပြီစခန်းကုန်းတွေတိမ်ပိုက်ထားတယ်လက်ခတ်ကောင်မှာတိုက်ပွဲပြင်းထန်နေတယ်မိုးတို့ KTA ဘာလို့မပါလဲကျွန်တော်တို့ပြည်သူတွေတိုက်မှကြိုက်တယ်ဆိုအခုမတိုက်ဘူး9လရှိပြီနော်ထိပလဲတိုက်ပွဲပြီးကြတဲ့ကမှန်ကန်တဲ့ PDF တွေအကုန်လုံးထွက်ခွာသွားတယ်နော်အခုကျွန်တော်ကြားတယ်ဘွယ်စင်းဝါနာမည်နဲ့လှူခံနေတယ်ကျွန်တော်ပြောသူတွေကိုသိစေချင်တာဘွယ်စင်းဝါကကော်တူလေးအာမီအဖွဲ့အစည်းထဲမှာမဟုတ်ဘူးနော်ကော်တူလေးအာမီလက်အောက်ခံကော်တူလေးအာမီ KTA ကမဟုတ်ဘူးဘွယ်စင်းဝါဥဆောင်တဲ့ကျွန်တော်တို့လိုင်းယွန်းဘက်တလီယံဗျူဟာစစ်ကြောင်းကတီးတန်ကိုပါကိုရက်တီတာပါကော်တူလေးအာမီမဟုတ်ဘူး KTA မဟုတ်ဘူးဒါကျွန်တော်တို့ပြည်သူတွေသိဖို့နော်ဘွယ်စေဝါတိုက်တိုင်းကော်တူလေးသွားလှူမနေနဲ့ဘာမှမဆိုင်ဘူးကျွန်တော်တို့လူထုတွေထောက်ပို့ချင်တာဆိုရင်တိုက်နေတဲ့စစ်ကြောင်းကိုထောက်ပို့ချင်တာဆိုရင် KT ကျွန်တော်တို့ဒီလိုင်းယွန်းဘယ်တလီယံဗျူဟာစစ်ကြောင်းဘွယ်စေဝါဥဆောင်တဲ့ဗျူဟာစစ်ကြောင်းကိုဓာတ်ရိုက်ထောက်ပို့ပါနော်ကျွန်တော်တို့ဗန္ဒာရေးရှာဖွေရေးခန့်အပ်ထားတဲ့နော်တီးတန်းထောက်ဖို့ရှိပါတယ်ကျွန်တော်တို့ဗျူဟာစစ်ကြောင်းမှာဘွယ်စေဝါဥဆောင်တဲ့လိုင်းယွန်းဘက်တလီယံစစ်ကြောင်းမှာနော်ဒီတာဝန်ရှိတဲ့ထောက်ဖို့ဓာတ်ရိုက်လှူပါမိုးတောင်းနေတိုင်းမိုးတို့နဲ့ဘွယ်စေဝါဘာမှမဆိုင်ဘူးနော်မြေပြင်မှာကတော့ဘယ်ရဲဘော်ဘယ်ခေါင်းဆောင်မှဘယ်လိုပဲထောက်ဖို့တွေပြောနေလာထွက်ပြောမှာမဟုတ်ဘူးသူတို့အလုပ်သူတို့လုပ်နေတာနော်ဒါပေမဲ့မိုးလို့ဟာမာမျိုးနဲ့သူတို့လုံနေတာထွက်ပြောရင်ပိုတော်ဆိုးတာဟုတ်အုပ်စုလိုက်တိုက်ခိုက်တယ်လေဘလို့လူမျိုးမှခြံမထားဘူးလေနော်ဒါဆိုရဲဘော်တွေကပြဿနာမတက်ချင်သူတို့လုံသူတို့လုံနေတယ်နော်အဲဒါကြောင့်မို့ကျွန်တော်တို့ပြီးခဲ့တဲ့လကမိုးကျွန်တော်တို့ viewer စစ်ကြောင်းအတွက်ဆိုပြီးတော့မှနော် Wi-Fi ဝယ်ဖို့အတွက်ကျွန်တော်တို့ဒီစက်တနဝယ်အကြီးစားဝယ်ဖို့အတွက်ဘန်းငွေ3တန်းအလှခံတာနော်နာမည်ပဲ4တိုင်းပဲပေးတယ်4တိုင်းပဲပေးတယ်ဒီကျွန်တော်တို့ viewer စစ်ကြောင်းဘွယ်စစ်ဝါအတွက်နော် Wi-Fi ဝယ်ဖို့အတွက်ဘန်းငွေ3တန်းအလှခံတာဝင်ငွေထွန်းငွေဘယ်လောက်ရလဲဘွယ်စစ်ဝါတို့ဘယ်လောက်ပေးလိုက်လဲဒီကျွန်တော်တို့ဒီ project အတွက်နော်မိုးအလှခံပေးတာစရင်စရာချပြလားမပြဘူးနော်ကျွန်တော်တို့ဘွယ်စင်းဝါဥဆောင်တဲ့ဗျူဟာစစ်ကြောင်းကိုထောက်ပို့လိုက်တာတော့ထုံမပြဘူးကျွန်တော်တို့ထမ်းအောင်မှထုတ်ပြတော့4သိန်းပဲနော်4သိန်းပဲဆို3တန်းအလှခံထားတာဘယ်ရောက်သွားကုန်လဲ
နော်အခုရောမိုးမိုးတို့စစ်မတိုက်တော့ဘူးလားကျွန်တော်ပြည်သူတွေတိုက်မှကြိုက်တယ်မဟုတ်ဘူးလားမေးကြလေမတိုက်တော့ဘူးလားတိုက်နေတာလှူလေနော်တောင်ပိုင်းမှာ PDF တွေ MUG MOD PDF တပ်ပေါင်းစုတွေနော်ကြားပြူပါမယ်ကျွန်တော်တို့ဗိုလ်တော်ဦးဆောင်တဲ့ကော်ပရာပါမယ်နော်စတစ်နဲ့ပါမယ်အမြောက်အများနော်အမြောက် PDF တပ်ပေါင်းစုတွေအဲ့မှာတိုက်ရိုက်လူလေနော်တိုက်နေတာအကြီးကျယ်လက်ခတ်တောင်ဆိုတာမြောက်ဒီမှာတောင်အချက်ချာကြတဲ့တောင်ကုန်းအဲ့ဒီမှာစကန်ယူထားရင်တက်လာတဲ့များစစ်ခွေးတွေကိုလက်နက်ကြီးနဲ့ထိုင်ထုရုံပဲနော်မြောက်ဒီချီလာမဲ့ဒီစစ်ခွေးထောက်ဖို့လမ်းကြောင်းလဲအဲ့ကနေလက်နက်ကြီးနဲ့ထိုင်ထုရုံပဲနော်တကယ်ကိုအရေးပါတဲ့တောင်ကုန်းဖြစ်တယ်ဒီတောင်ကုန်းကိုထိန်းချုပ်ထားနိုင်ပြီနော်ဒါအောင်စစ်ခွေးတွေကလည်းပြန်ရရေးတော့စစ်ကြောင်းပြန်ထိုးနေတယ်ဒီနေရာမှာမိုးမိုးတို့ KTA မတိုက်ဘူးလားနော်နောက်တစ်ခုကျွန်တော်ဘုံဝင်းမြင့်နဲ့ပတ်သက်ပြီးပြောချင်ပါတယ်ဘုံဝင်းမြင့်ကကျွန်တော်တို့လွန်ခဲ့တဲ့2022ကတိဖလက်တိုက်ပွဲအပြီးမှာစာလုံးရဲ့မူးယူနေတာတွေတော်လန်ရေးမှာတာဝန်မကျေမှုတွေခေါင်းဆောင်တယောက်အနေနဲ့ဘာစစ်ပညာမှမတက်ဘာမှနားမလဲဘာမှရဲလက်အောက်ငယ်သားတွေကိုကိုကဲမှုမရှိလို့နော်စာလုံးနဲ့ပူပေါင်းတိုက်ပွဲဝင်နေတဲ့စစ်ကြောင်းတွေအကုန်လုံးစာလုံးနာကထွက်ခွာသွားတယ်နော်ကျွန်တော်တို့အဲ့ဒီတိုက်ပွဲကနောက်ဆုံးတိုက်ပွဲကထိပလဲတိုက်ပွဲဖြစ်တယ်နော်2022ခုနှစ်ကထိပလဲတိုက်ပွဲပြီးတာနဲ့ပထမဦးဆုံးထွက်ခွာတာကကျွန်တော်တို့ Unity PDF ထွက်ခွာတယ်နော်ပြီးတာနဲ့ကျွန်တော်တို့ဘုံဝင်းမြင့်ဦးဆောင်တဲ့ဘီနုံစစ်ကြောင်းထွက်ခွာတယ်နော်ပြီးတာနဲ့ကျွန်တော်တို့ဘူတာဘောတို့လည်းထွက်ခွာသွားတယ်နော်စစ်ကြောင်းတွေအကုန်လုံးထွက်ခွာသွားတယ်အဲ့ချိန်မှာစာလုံးအညာပြည်သူတွေချွေးနေစာကိုလိန်တဲ့အမှုနဲ့လည်းလူထုထောက်ပံ့မှုတွေရနေတယ်ဗျာနော်အဲ့ချိန်မှာကျွန်တော်တို့ဘိုးဝင်းမြင့်ဦးဆောင်တဲ့ဘီနုံစစ်ကြောင်းထွက်သွားတယ်ကျွန်တော်တို့ဗိုလ်တာဘောဦးဆောင်တဲ့ကော်ဘရာစစ်ကြောင်းနဲ့တွက်ပေါင်းတယ်နော်အခုဗိုလ်တာဘောဦးဆောင်တဲ့ကော်ဘရာစစ်ကြောင်းလက်ခတ်တောင်မှာတိုက်ပွဲတွေအပြင်းထန်တိုက်နေချိန်မှာနော်ဘိုးဝင်းမြင့်ဦးဆောင်တဲ့ဘီနုံစစ်ကြောင်းကဘာလို့စာလုံးနဲ့တပ်ပြန်ပေါင်းတာလဲနော်ဒါကျွန်တော်တို့စာလုံးသားကထွက်ခွာသွားတော့ကဘဝင်းမြတ်တို့အနေနဲ့ပြည်သူလူထုကိုထုတ်ပြန်စာနဲ့တကွာတင်ပြခဲ့တယ်နော်ကျွန်တော်တို့မြို့ပြကလာတဲ့ PDF လူငယ်တွေရဲ့စန္ဒာအတိုင်းပြည်သူအတွက်စနစ်တကျအာဏာရှင်ပြုတ်ကျရေးထိတိုက်သွားဖို့ဖော်ဆောင်ဖို့အတွက်ကျွန်တော်တို့ဗိုလ်တာဘောဦးဆောင်တဲ့ကော်ဘရာစစ်ကြောင်းနဲ့ပေါင်းစည်းရခြင်းဖြစ်တယ်နော်အခုဗိုလ်တာဘောဦးဆောင်တဲ့ကော်ဘရာကော်လန်စစ်ကြောင်းလက်ခတ်တောင်မှာတိုက်ပွဲအပြင်းထန်တိုက်နေချိန်မှာဘုံဝင်းမြင့်ဦးဆောင်တဲ့ဘီနုံစစ်ကြောင်းကဘာလို့စာလုံးနဲ့ပြန်ပေါင်းတာလဲနော်စစ်တိုက်ဖို့ပြောပြီးတော့မှတိုက်နေချိန်မှာဘာလို့ခွာထွက်သွားတာလဲနော်ဒါတာမှာပေါင်းတာလားဒါဘာလို့တာလဲပေါ့နော်လူတို့ကိုဗိုလ်တာဘောဦးဆောင်တဲ့ကော်ဘရာနဲ့ဘုံဝင်းမြင့်ဦးဆောင်တဲ့ဘီနုံစစ်ကြောင်းတော့ပေါင်းတော့ထုတ်ပြန်တယ်လို့အခုကော်ဘရာစစ်တိုက်နေချိန်ဘုံဝင်းမြင့်ထွက်ခွာသွားတာဘာကြောင့်လဲဆိုတာထုတ်ပြန်ပေးပါနော်ဘုံဝင်းမြင့်ဦးဆောင်တဲ့ဘီနုံစစ်ကြောင်းထုတ်ပြန်ပေးပါနော်စာလုံးလို့စစ်မတိုက်အရက်တော့မူယူခလာအိုကေဆိုပျော်ပါနေတဲ့နော်အကျင့်ပြတ်ချစားနေကိုကြိုးရှာနေတဲ့စာလုံးလို့ခေါင်းဆောင်ကိုဘုံဝင်းမြင့်အနေနဲ့အခုလက်ရှိစာလုံးစခန်းမှာနော်ဘောက်တွေဖွင့်ပျော်ပွဲစားပွဲတွေလှုပ်ခလာအိုကေတွေဆိုကနေတောက်နေစားနေမူယူနေကြတာတော်လန်ရေးကာလမှာဒီလိုနေသင့်ပါလားစာလုံးရောဘုံဝင်းမြင့်ရောနော်တော်လန်ရေးကာလမှာဒီလိုနေသင့်ပါသလားပြည်သူထောက်ဖို့လှူဒန်းလိုက်တဲ့ချွေးနှဲစာတွေကိုဒီလိုတောက်စားမူယူသုံးဆွဲသင့်ပါသလားနော်ဒါဘဝင်းမြတ်တို့အနေနဲ့ထုတ်ပြန်ပါနော်တခါတလေတောက်တယ်လားမပြောပါနဲ့စာလုံးနေစဉ်နဲ့အမျှတချင်းတွေဖွင့်ခလာအိုကေဆိုထိုင်းမကအပေါင်းအသင်းထိုင်းလူမျိုးတွေခေါ်နော်ဒီမှာအပေါင်းအသင်းတွေအမြောက်များခေါ်လူလူထောက်ပုံပတ်စံနဲ့စစ်ခွေးပြစ်ဖို့ကြည်ဖို့တွေနော်ဒီစစ်ခွေးတိုက်ထုတ်ဖို့ထောက်ဖို့တဲ့ပတ်စံတွေနဲ့နေ့စဉ်အများလာရမြဧည့်သည်တော်တွေကိုဧခန့်ကျွေးမွေးတောက်စားမူးယူနေတာလူထုချွေးနှဲစာတွေကိုဒီလိုတုံးဆွဲတင်ပါသလားနော်ဘဝင်းမြင့်အနေနဲ့စာလုံးပြည်သူချွေးနှဲစာတွေကိုဒီလိုတုံးဆွဲတောက်စားမူးယူနေတာစစ်မတိုက်ဘဲနဲ့လှုပ်စားနေကိုကြိုးစီးဝါးရှာနေတာနော်ဘဝင်းမြင့်အနေနဲ့သွားပေါင်းနေဆိုတော့စာလုံးရဲ့ဒီလိုလောက်ရက်တွေကိုဘဝင်းမြင့်အနေနဲ့အားပေးတာလားနော်ဒါကျွန်တော်တို့ဘီနုံစစ်ကြောင်းတာဝန်ရှိသူနော်စစ်ကြောင်းမူဘီနုံစစ်ကြောင်းထုတ်ပြန်ပေးပါနော်ကျွန်တော်တို့လိုချင်တာပြည်သူအတွက်စစ်တိုက်ပေးမဲ့ခေါင်းဆောင်တွေလိုအပ်တယ်နော်ကျွန်တော်တို့ဒီဘိုးမြင့်ဦးဆောင်တဲ့ဘီနုံစစ်ကြောင်းနဲ့စာလုံးဦးဆောင်တဲ့စင်ပြူစစ်ကြောင်းစာလုံးနာကခွဲထွက်လာတော့ကဗုဒ္ဓဘောနဲ့ပေါင်းတော့ကကျွန်တော်တောက်လျှောက်ပြောခဲ့ပါတယ်ကြိုက်လို့နော်
ဘာကြောင့်လဲစနစ်တကျပေါ်ဆောင်မဲ့စစ်စင်ရေးတွေစနစ်တကျတော်လှန်ရေးကိုကျွန်တော်အားပေးပါတယ်နော်ဘိုးဝင်းမြဦးဆောင်တဲ့ဘီနိုစစ်ကြောင်းစာလုံးသားကထွက်ခွာလာတော့ကကျွန်တော်တောက်လျှောက်ချီးကျူးခဲ့ပါတယ်နော်အခုဗိုလ်တော်ဝန်ဦးဆောင်တဲ့ကော်ပိုရာစစ်ကြောင်းစစ်တိုက်နေတဲ့တိုက်ပွဲတွေပြင်းထန်နေချိန်ဘိုးဝင်းမြဦးဆောင်တဲ့ဘီနိုစစ်ကြောင်းကစာလုံးနဲ့တပ်ပေါင်းတာကိုကျွန်တော်ကန့်ကွက်တယ်ရှုတ်ချတယ်ကျွန်တော်တို့ပြည်သူတွေအနေနဲ့လည်းကန့်ကွက်ပါမေကွန်းထုတ်ပါဘာကြောင့်ပေါင်းရတယ်ဆိုတဲ့အကြောင်းရင်းနော်တော်လန်ရေးကာလ2နှစ်ကျော်ပြီး3နှစ်ပြည့်တော့မယ်နော်3နှစ်ပြည့်တော့မယ်ကျွန်တော်တို့နေရာအတိအကျမရသေးဘူးလားကျွန်တော်တို့ဘယ်လိုလမ်းစဉ်သွားမယ်အာနာရှင်ဘယ်လိုတိုက်မယ်ဆိုတာဒီနေ့ဒီချိန်ထိရီမန်းချက်ပန်းတိုင်းမရှိသေးလို့လားဟိုမှာပေါင်းလိုက်ဒီမှာပေါင်းလိုက်ဒီနေ့ဒီချိန်ထိလမ်းပြောင်းနေတာနော်ကျွန်တော်တို့ဘာဘလို့ policy မှမရှိဘူးဘာမှခံယူချက်မရှိလို့ဥဆောင်နိုင်စွမ်းမရှိလို့လမ်းပြောင်းနေပြီးတော့မှဟိုအဖွဲ့ပေါင်းဒီအဖွဲ့ပေါင်းဘဝင်းမြင့်အနေနဲ့အထိုင်မကြတာလားနော်ဒါမှမဟုတ်ရင်ဘဝင်းမြင့်အနေနဲ့နာမည်ခံပြီးတော့မှစစ်မတိုင်ရတဲ့အဖွဲ့တွေနဲ့ပေါင်းစစ်မတိုင်ဘဲနဲ့မှလှုပ်ရှားမလို့လားနော်ဒါပြည်သူကိုဘဝင်းမြင့်အနေနဲ့ပြက်သားသားထုတ်ပြန်ပေးပါနော်ပေါင်းစည်းရတဲ့အကြောင်းရင်းလူလူတရားလုံးဒီຫນွေဦးတော်လန်ရေးမှာဘယ်သူမှပျော်ပါနေတဲ့လူမရှိဘူးပြည်တွင်းပြည်ပနော်နောက်ဆုံးအိမ်မှာထိုင်နေတဲ့ပြည်သူတွေကစအကုန်တော်လန်ရေးတရင်ထိုင်ကြည့်ပြီးတော့မှအာနာရှင်ကိုအလိုမကျနော်မုံတီးနာကြီးနေတာနော်ဒါကြောင့်မို့လို့ဘသူမှပျော်ရွှင်နေတဲ့မဟုတ်တဲ့အချိန်ကာလမှာစာလုံးတို့ဒီလောက်ပျော်ပါနေတာကိုဘဝင်းမြစ်ကအားပေးတာလားနော်မိုးအယိုးကြိုက်တဲ့ခွေးကလာဝင်ဟောင်းနေတယ်အာမန်ဆိုတဲ့ကောင်ကမိုးအယိုးကြိုက်တဲ့ခွေးနော်မင်းတို့တော်လန်ရေးမှာမင်းတို့မိုးရိုးသားတယ်ဆိုရင်အခုလားကုန်ပြီနော်မိုးအနေနဲ့အခုဇွန်လလားကုန်ပြီနော်လားကုန်ပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီလရဲ့စည်ရင်းချုပ်ကိုထုတ်ပြန်ပေးပါနော်ကျွန်တော်တို့ပြည်သူလူထုထောက်ပံ့ငွေဘလောက်ဝင်တယ်ဘလောက်ဘယ်ဖွဲ့စည်းတွေကိုပြန်ထောက်ဖို့လဲဆိုတလားစာစည်ရင်းချုပ်ထုတ်ပြန်ပေးပါနော်ထုတ်ပြန်နိုင်ပါတယ်မိုးတို့ထောက်ဖို့လုပ်နေတာတယောက်တည်းမဟုတ်ပါဘူးတာဝန်ခံတွေရှိတယ်မန်နေဂျာတွေရှိတယ်စည်ရေးမတွေရှိတယ်ပကရနဲ့ပတ်စံနဲ့ခံထားလဲတော့မသိဘူးနော်တာဝန်ခံရှိသလိုစည်ရေးမရှိတယ်မန်နေဂျာရှိတယ်တာဝန်ခံရှိတယ်နော်အဖွဲ့စည်းလိုက်ဖွဲ့စည်းထားတဲ့မိုးတို့ထောက်ဖို့အဖွဲ့လူထုကိုတလားတစ်ကြိမ်ဝင်ငွေထွက်ငွေစည်ရေးရှင်းတန်းထုတ်ပြန်မှာချပြပါနော်ချပြနိုင်ခြင်းမရှိဘူးမအားဘူးလို့ပြောရင်ဒါသည်မိုးတော်လန်ရေးပေါ်မှာမယိုးသားလားလိန်စားနေတာလှုပ်စားနေတာနော်တော်လန်ရေးမှာတော်လန်ရေးမှာတခြားသောအထောက်ပို့တွေကတပိုင်းတနိုင်ကိုနီးကုန်းဟန်နဲ့လှုပ်ကြတယ်ဒါပေမဲ့မိုးတို့ကဒါနဲ့မတူပါဘူးနော်ကျွန်တော်တို့အင်ကြီးရောင်းတဲ့လူတွေရှိတယ်ယူနီဖောင်းရောင်းတဲ့လူတွေရှိတယ်အလူခံတဲ့လူတွေရှိတယ်နော်မဲရောင်းတဲ့လူတွေရှိတယ်အောက်စုလိုက်ဖွဲ့ပြီးတော့မှတော်လန်ရေးကိုစီဝါရေးပတ်မှာသူ့နဲ့ငါရှာဖွေနေကြတယ်သူ့နဲ့ငါကိုချိုးအမျက်ထုံနေကြတယ်ဒါကျွန်တော်တို့ပြည်သူတွေတတိထားဖို့လိုအပ်ပြီးနော်မေကွန်းထုံဖို့လိုအပ်ပြီးမြေပြင်ကရဲဘော်တွေစာလုံးစခန်းမှာရှိတဲ့ PDF တွေကိုမိုးရဲ့အင်ကြီးတွေပေးဝတ်တာဖြစ်တင်ပါသလားနော်မိုးရုပ်ပုံပါတဲ့တီရှပ်တွေပေးဝတ်တာဖြစ်တင်ပါသလားတော်လန်ရေးမှာအမေတော်ဆန်းစုကြည်ပုံပါတဲ့အင်ကြီးတောင်ဘယ်ရဲဘော်မှမဝတ်ဘူးနော်တော်လန်ရေးမှာအမျိုးကြီးခေါင်းဆောင်တွေရုပ်ပုံပါတဲ့အင်ကြီးဘယ်ရဲဘော်မှမဝတ်ဘူးဘာကြောင့်လဲ PDF ကပြည်သူကာကွယ်ရေးတပ်မတော်နော်ပြည်သူကမွေးပြည်သူကကြွေးပြည်သူကပံ့ပိုးတာပြည်သူသားကောင်းတွေပြည်သူအတွက်ပဲဖြစ်ရမယ်ဘဒုပုံပါတဲ့အင်ကြီးမှဝတ်เสียမလို့ဘူးနော်ဒါဆိုရင်စာလုံးလက်ထဲမှာရှိတဲ့ PDF လူငယ်တချို့ကိုမိုးရုပ်ပုံပါတဲ့တီရှပ်တွေပေးဝတ်တာယူနီဖောင်းတွေပေးဝတ်တာဖြစ်တင်ပါသလားကျွန်တော်တို့ပြည်သူတွေကျေနပ်ပါလားကျေနပ်ပါသလားနော်လူလူကျွန်တော်တို့ချွေးနေစားတွေလူပေါင်းတန်းချီတောင်းချီထောက်ပို့လိုက်တဲ့ချွေးနေစားတွေမိုးကိုစားပြုတ်ထားတဲ့အင်ကြီးမိုးကိုပိုင်တက်ဖွဲ့လို့ဖွဲ့စည်းတည်ဆောက်နေတာကိုကျေနပ်ကြလားနော်အာနာရှင်တိုက်မလားလက်နက်ကင်အာနာတည်ဆောက်နေတာလားနော်စာလုံးတို့ကော်သူလေးအာမီ KTA ဒီနေ့ဒီချိန်ထိစစ်မတိုက်တာဘာလုံးနေတာလဲနော်လက်နက်ကင်စစ်ဘေးရှောင်တွေလားနော်လူတို့မှာတောင်းခံတောက်စားမှုယူပျော်ပါနေပြီးတော့မှလက်နက်ကင်စစ်ဘေးရှောင်တွေလုံနေတာလားနော်လက်နက်စစ်ဘေးရှောင်လို့ဖြစ်လို့ပြည်သူမှာတောင်းခံတာဆိုလက်နက်ဆွန့်လိုက်ပါနော်စစ်ဘေးရှောင်စခန်းတွေမှာခိုလုံလိုက်ပါနော်အာမန်ဆိုတော့မင်းတို့အယိုးကြိုက်ရရင်ကျေနပ်နေလိုက်နော်မင်းတို့ရုံမာမှုတွေကွာမင်းတို့မိုးကပြောတယ်ပေါ့နော်
အညာပြည်သူတွေချွေးနှဲစာဘန်းငွေ18သိန်းကစာလုံးမယူထားရဘူးမပြောထားရဘူးပေါ့နော်ကျွန်တော်တို့ပြည်သူတွေစုံဆုံးကျွန်တော်ထပ်ဖွင့်ပြမယ်နော်ဒါမေးတို့အနေနဲ့ဒီကိစ္စကိုဒီလောက်နဲ့ပြီးမသွားဘူးနော်ပခုတ်ဟုတရင်30တက်ခွဲနှစ်တာဝန်ခံကိုတီရဲကြကပြည်သူကပေါက်ပွားလာတဲ့ PDF တယောက်ဖြစ်တယ်နော်ပညာတတ်တယောက်လည်းဖြစ်တယ်အလူခံနေတာမဟုတ်ဘူးချွေးနှဲစာတွေနဲ့နော်ကိုယ်တိုင်ရုံးကန်တောင်ယာစိုက်ပျိုးပြီးအာနာရှင်တောလန်ရက်တည်နေတဲ့မွန်မြတ်တဲ့ PDF တယောက်ကိုမိုးအနေနဲ့ကလူလိမ်မာတခိုးပါနော် PDF မဟုတ်ပါဘူးမတရားဆွဆွဲပြောဆိုထားတဲ့ live တွေအတန်ဖိုင်တွေဗီဒီယိုတွေအကုန်ရှိတယ်နော်ဒါဒီလောက်နဲ့ပြီးမသွားပါဘူးပြည်သူကပေါက်ပွားလာတဲ့ပြည်သူသားကောင်းတွေပြည်သူကာကွယ်ရေးတပ်မတော်ကိုစော်ကားထားတဲ့မိုးတို့ကော်သူလေးအာမီ KTA မိုးအပါဝင်စာလုံးနော်ဒီချိန်မှာမဟုတ်ရင်တော့တော်လန်ရေးပြီးရင်တာဝန်ယူတာဝန်ခံဖြည့်ရှင်းပေးရမယ်ဆိုတာပြင်ဆင်ထားကြကျွန်တော်ဖွင့်ရမယ်နော်ဒါမိုးရဲ့ live ပေါ့အဲ့ဒီရက်ကတိုင်ရင်ပကောက်ကူတိုင်ရင်30တက်ခွဲနှစ်လူလိန်ကနော်မင်းစောက်ဆက်တရားမရှိဘူးလားတည်လိန်ညာတဲ့တည်မတင်နာညတော့မင်းပြောတယ်ဘိုးစားလောကမင်းစီမအတန်ပို့တယ်မင်းကိုဒီတပတ်အတွင်းပတ်စံရော်ပေးမယ်ဆိုတာမင်းဘာဖြစ်လို့လဲစောက်လိန်လာလဲဘိုးစားလောစီမငါပုံဆက်တယ်ညတော့ဘိုးစားလောပြောတယ်နင့်ကိုဒီလိုစကားတစ်ခေါက်မှမပြောရဘူးနင့်ကိုလည်းအတန်မပို့ပြရဘူးโอเคနော် PDF ကပကောက်ကူတိုင်30တက်ခွဲနှစ်နေပြန်ချေပေးနေတာတက်တေထောက်ထားစီလို့စရင်နေရ Messenger ကိုဗီဒီယိုနဲ့ရိုက်ဘိုးစားလောပို့တဲ့အတန်နေကိုဒီတပတ်အတွင်းမှာအဲ့ဒီ19သိန်းကိုပြန်ရော်ပေးမယ်ဆိုတာဒီဗီဒီယိုရိုက်ပြီးတော့ပြည်သူတို့အနေချပြဗီဒီယိုရိုက်နော်ဒါကမိုးနော်စာလုံးကတာဝန်ခံကိုတီရဲကြောင်တပတ်အတွင်းလက်နက်မဟုတ်ရင်ပတ်စံဖြစ်အောင်ပြန်လုပ်ပေးပါမယ်ဆိုပြီးပြောထားတဲ့အတန်ဖိုင်နော်ရောက်ရှိလာတဲ့အချိန်မှာစာလုံးကတိကဝတ်ပြုလာတဲ့အချိန်မှာတာဝန်ခံကိုတီရဲကြောင်အနေနဲ့ပြည်သူတွေကိုဝမ်းသာအားရအတိပေးပို့တင်တာဖြစ်တယ်နော်ဒီနေရာမှာမိုးနဲ့စာလုံးနဲ့ပေါင်းပြီးတော့မှမပြောရပါဘူးမပို့ရပါဘူးကိုတီရဲကြောင်နဲ့ကိုရဲမင်းနဲ့ကမတရားဆွဆွဲပြောဆိုပါတယ်လုံးဆက်တွေပါသူတို့ကိုတိုက်ခိုက်ပါတယ်ဆိုပြီးလိုက်လွှင့်ပြီးအုပ်စုလိုက်နော်တော်လန်ရေးမှာအားထားရတဲ့ PDF တာဝန်ခံကိုဒီရဲကြကိုတိုက်ခိုက်တယ်တော်လန်ရေးမှာအားထားရတဲ့မြေပြင်ကထောက်ဖို့ပြည်သူလူထုနဲ့တသွေးနဲ့တသားတဲ့ရဲဘော်တွေနဲ့တသွေးနဲ့တသားတဲ့ပင်မဆင်းရဲဒုက္ခခံပြီးထောက်ဖို့လုံနေတဲ့ကိုရဲမင်းကိုနိုင်ငံသားမှာနေပြီးတော့မှအေယာကွန်ခံနဲ့ထိုင်ပြီးတော့မှနော်အောက်တန်းစားမှမိုးကတိုက်ခိုက်ထားတာနော်အဲ့ဒီကောင်အာမန်ကမိုးခွေးနော်ဒီကောင်နေမိုးအတွက်ကိုကီးဘောက်ဖိုင်တာလှုပ်ပေးနေတယ်နော်ခစ်တဲ့လို့မီဒီယာကိုတော့အုပ်စုလိုက်ဝိုင်းတိုက်ခိုက်တာလွတ်ထားလိုက်အော်စေနော်မင်းတို့လောင်နေတာလဲငါကျင်းတတ်တယ်ဒါခုနကမိုးပြောသွားတဲ့အတန်ဖိုင်နော်မိုးလိုက်နော်ကျွန်တော်ကိုဒီစာလုံးပို့ထားတဲ့အတန်ဖိုင်ပြန်ဖွင့်ပြမယ်ခေါင်းရှောင်းမခံနဲ့နော်ကျွန်တော်တို့ညီကိုတွေအကိုတွေအန်ကယ်ဦးလေးတွေနော်လွတ်ထားလိုက်အကောင်မိုးအယိုးချကျွေးတာကြိုက်ထားနဲ့ခွေးဘောင်မွေတဲ့ကောင်တွေတော်လန်ရေးမှာကရင်မျိုးဖြတ်တစ္ဆာပေါက်နော်အာနာရှင်တိုက်ရမယ့်နေရာမှာအာနာရှင်မတိုက်လှုပ်ရှားတဲ့အဖွဲ့အစည်းတွေအချောင်သမားတွေကိုလက်တက်မွေးနော်ကဲဒါစာလုံးပို့ထားတဲ့အတန်ဖိုင်နော်တေချာနားထောင်ပါခင်ဗျာဒီလောက်ခိုင်လုံတဲ့တက်တွေဘာမှယူမလဲဒါမှဒီနေ့ဒီချိန်ကြီးမပေးဘူးဆိုတာကတော်လန်ရင်းမှာဘလို့လူယုံမာတွေလဲဆိုတာဒါကျွန်တော်ပြည်သူကျွန်တော်ကိုအစီအမံလုပ်ပြီးတော့ကျွန်တော်လက်နက်ခဲနေရန်လို့အနေအဲ့လေအစီအမံစီစဉ်ပြီးပါအောင်နော်ဒီလိုဆိုလို့အစီအမံပြည်နယ်ဦးလေးကျွန်တော်လည်းဒီမှာစစ်တိုင်နေတာဒီတကယ်ပြီးနေဆိုရင်ဘယ်ကောင်းနေလဲပြည်နယ်တကယ်ကြီးကတော့အကုန်လုံးမတက်နိုင်ဘူးနောက်ခါခွင့်ပြရတာပဲနော်အဲကျွန်တော်တောင်းခံတာပါမြို့လည်းအပြစ်မမြင်ပါဘူး။လည်းခက်ခဲတယ်ကျွန်တော်သိပါတယ်နော်။မြို့ကိုကြီးမဲ့သူတွေလည်းရှိရပဲ။ရဲလာမပူတဲ့အစဉ်ပြေကလှုပ်ပေးလိုက်မှကြလား။ရဲမင်းကိုလည်းပြောပြရှောက်လိုက်မလုပ်နဲ့။ရဲမင်းတွေလှုပ်လိုက်ကြော်ညာလိုက်တာအဲ့ဒါလူတွေကစိတ်ဓာတ်ကြတဲ့လူရှိတယ်။သူ့ဖက်မှာလည်းရောင်သူများလာတဲ့လူရှိတယ်။ငါတို့ဖက်မှာလည်းရောင်သူတွေများလာတဲ့လူတွေရှိတယ်။တူတူတဲ့တဲ့နဲ့ငါတို့မြင်ကိုယ်ရပြောလို့ရတယ်။ဒီမှာစင်ပြေကလှုပ်ပေးလိုက်မယ်။ပိုက်စားစင်ပြေမလားလည်းလည်းစင်ပြေမလားလည်းလည်းကိုယ်တော့စင်ပြေလှုပ်ပေးလိုက်မယ်ဟုတ်လား။ဒီတပတ်
对嘛，人家的表达要是的，让俺来记录给们喏，俺来到来人过来都都蛮皮，这样这样，路上皮那么给我的话，这样的，这样这样设计些地方，那个嘛大家喏，OK 呢，这么不呢，对吧？就在别人的喏，给。ဒီလောက်ခိုင်လုံတဲ့တက်တည်ရှိမလားစာလုံးမိုးမိုးပြောတဲ့လိုက်ထဲမှာစာလုံးကကိုတီရဲကြာကိုတပတ်အတွင်းပေးပါမယ်ဆိုတဲ့အတန်ဖိုင်မပို့ဘူးပါဘူးမပြောဘူးပါဘူးမတတမ်ဟိုဒါမတရားလောက်ကြံဖန်သီးတဲ့လုံးဆက်ပါဆိုပြီးတော့မှအုပ်စုလိုက်ဖွဲ့ပြီးတော့မှကိုတီရဲကြာကိုရဲမင်းကိုတိုက်ခိုက်တယ်နော်အမှန်တရားတစ်ခုကိုဖုံးကွယ်ပစ်တယ်ဒီနေ့ဒီချိန်ထိအညာသူအညာသားတွေရဲ့ချွေးနှဲစာပြန်မပေးဘူးနော်အညာသားတွေဘယ်လောက်ရိုးလဲနှစ်နဲ့ချီပြီးကိုချွေးနှဲစာအနိုင်ကြီးဘိုးကြလဝါကြီးအုပ်ထားတာကိုတောင်းခံတာနော်အညီကိုပါနော်ဟိုတခါတည်းမတက်နိုင်နှစ်ခါခွဲပေးပါပြပြလဲလဲဒီလောက်ပြောတာနော်လူတိုင်းဒါစိတ်လက်မပြောမိရင်ကိုအပြစ်ဆိုပြီးလုံအောင်ပါနော်ဒီလောက်ထိပြေလဲပြေချောင်းပြောတာနော်ဒီလောက်ထိတဘောထားကြီးပေးတာတော့မဟုတ်ပါဘူးဆိုပြီးမှအုပ်စုလိုက်ဖွဲ့ပြီးအမှန်တရားတစ်ခုကိုဖုံးကွယ်ဖြစ်တာနော်ဒါထက်ခိုင်လုံတဲ့တက်တွေဘာမှယူမလဲဒါထက်ခိုင်လုံတာရှိအောင်မလားနော်ဒါကျွန်တော်ပြည်သူတွေစဉ်းစားပါဆုံးဖြတ်ပါနော်မိုးမိုးတို့ကိုကရင်ပြည်သူလူထုတွေအနေနဲ့လဲစဉ်းစားပါဆုံးဖြတ်ပါနော်လက်ရှိအာဏာရှင်ကိုအပြုတ်တိုက်မှာဆိုရင်နော်မိုးမိုးတို့ကြွေးကြော်ထားသလိုကော်တူလေးအာမီ KTAA ကြွေးကြော်ထားသလိုအာဏာရှင်မင်းအောင်လှိုင်တို့ကိုအပြုတ်တိုက်မှာဆိုရင်နော်အခုကျွန်တော်တို့ KNU ကနေပြီးတော့မှကရင်ပြည်နယ်တောင်ပိုင်းတိုင်းမှာတပ်မဟာ8ခုလုံးကိုစစ်မျက်နှာဖွင့်ထားတယ်တောင်ပိုင်းအတိုင်းအလဲထဲမှာကိုလက်ခတ်တောင်ကျော်မှာတိုက်ပွဲတွေပြင်းထန်နေတယ်ဘာလို့ကော်တူလေးအာမီ KTAA မတိုက်တာလဲဘာမှလဲစစ်အင်အားဘာမှလဲလက်နက်အင်အားလူထုထောက်ပို့မှုတွေဘတ်ငွေတန်းနဲ့ချီဒေါ်လာတန်းနဲ့ချီတာဘယ်မှာတုံးဆွဲပစ်လိုက်လဲနော်ဘာမှလဲချပြနော်တမတော်တစ်ခုတီထောင်ထားတယ်ဆိုရင်ရဲဘော်အင်အားဘယ်လောက်ရှိလဲလူထုကိုချပြနမဲခံလက်နက်တွေကင်ခိုင်းဗီဒီယိုရိုက်ဓာတ်ပုံရိုက်လိုင်းပေါ်တင်လှုပ်ရှားမခိုင်းနဲ့နော်တကယ်တိုက်နိုင်ခိုင်းနိုင်တဲ့လက်နက်အပြည့်စုံနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့ရဲဘော်တွေစစ်ကြောင်းတွေချပြလာဘာမှရှိလဲနော်ပြေးပြီလားအာမန်ဆိုတဲ့ကောင်ပြေးပြီလားနော်အဲ့ဒါမင်းတို့အဖေစာလုံးအတန်နော်တဲ့လားအောက်တန်းစားမင်းတို့မင်းမိတွေရဲ့ယောက်ျားနော်အမှတေချာနာထောင်နော်အစာလုံးအတန်ဆိုတာမင်းတို့စာလုံးအနာနေတဲ့ရင်းနှီးရေဟုတ်လားခွေးချီသွားတော့မှတ်မိတယ်အလွတ်ရနေပြီပေါ့နော်တော်လန်ရေးမှာစစ်ခွေးတွေကိုတိုက်ရတာတိတ်ပြီးအာယုံမရှိဘူးလွယ်မလွယ်နော်စစ်ခွေးဘောမားတွေကိုတိုက်ရတာလွယ်မလွယ်နော်ကိုတော်လန်ရေးခေါင်းစဉ်တက်အမှန်တရားလို့អော်တဲ့အောက်တန်းစားတွေတစ်ဖက်သက်ဆန်တာရုံမှကောက်ကြည့်တာကတော်တော်ဆိုးတယ်ဗျနော်ကျွန်တော်အကောက်ကိုအောက်စုလိုက်ဝိုင်းထုတာမိုးမိုးတို့အုပ်စုနော်မိုးမိုးတို့အုပ်စုတို့အကြောင်းပြောရင်အုပ်စုလိုက်လာဝိုင်းထုတာနော်အဲ့လိုမျိုးရုံမာတာကြည်ရမ်းဗျဘလောက်ကျွန်တော်စိုးရင်တာဗျအတော်လန်ရေးပြီးသွားရင်မင်းအောင်လိုင်တို့အာနာရှင်တွေပြုတ်ကြသိကုန်သွားရင်နော်ဒီလိုလူတွေနဲ့ကျွန်တော်နေသွားရမှာကိုကြောက်တယ်ဗျနော်မလို့လားအချိန်မျိုးကျွန်တော်တို့အကြမ်းဖက်တပ်ဖြတ်မှာမလို့လားကျွန်တော်တို့အချိန်မျိုးကြောက်သွန်းဖမ်းဆီးမှာမလို့လားကျွန်တော်တို့အချိန်မျိုးပါဇက်တွေကထွက်ရဆွဆွဲပြောဆိုမှာနော်ဒီလိုလူတွေနဲ့ကျွန်တော်တို့အနာဂတ်သွားရဖို့လားဟမ်မိုးမိုးတို့လိုအောက်တန်းစားတွေနဲ့ပါဇက်ကထွက်ရပြောအမှန်တရားကိုဝင်မခံရဲ့အညာသူညာသားတွေရဲ့ချွေးနှဲစာပြန်မပေးတဲ့စစ်မတိုက်ပဲလှုပ်ရှားနေတဲ့အဖွဲ့အစည်းကကျွန်တော်တို့အနာဂတ်မှာအတူတူနေမှာလားကရင်ပြည်သူတွေဒီလိုလူတွေနဲ့အတူတူနေမှာလားနော်KNU မတိုက်ဘူးလို့မိုးမိုးဆဲခဲ့တယ်ပြောခဲ့တယ်ကိုလူမျိုးအမျိုးသားကိုစားပြုကိုလူမျိုးရဲ့အမျိုးသားခေါင်းဆောင်တွေကိုတန်ဖိုးထားရမှန်မသိနော်ရစရာမရှိအောင်ဆဲပြောမဒိန်ကောင်မှလူတက်ကောင်မှမိုးမိုးပြောထားတာတွေအခု KNU MUG နဲ့လက်သွဲပူပေါင်းတိုက်နေပြီစစ်မျက်နှာတွေဖွင့်နေပြီဘာမှလဲတော်လန်ရေးသမားဆိုတာမှားတာကိုပြောရဲတယ်လို့မှန်တာကိုလည်းပြောရဲရမယ်နော်မှားတာကိုအမှားမရှိတာကိုအမှားတယ်လို့ပြောပြီးမှန်တာကိုကြတော့မသိတယ်လို့မျိုးဖာတိဖာလာနေအခုမိုးမိုးပြောခဲ့တော့က KNU စစ်မတိုက်ဘူးအခု KNU စစ်တိုက်တော့မိုးမိုးတို့ကနာမည်ခံလှုပ်ရှားစစ်မတိုက်ဘူးဗမာမနော်မိုးမိုးတို့ KTAA ကော်တူလေးအာမီအင်အားတွေပြလက်နက်တွေလွယ်ခိုင်းဗီဒီယိုတွေရိုက်တောင်းစားနေတာနော်လိန်စားနေတာညာစားနေတာအခု KNU ကလည်းတကယ်စစ်မျက်နှာဖွင့်ပြီးတိုက်လာရောအခုဘာလုပ်နေလဲနော်ပြည်သူလူထုတတိထားမိလာရင်ထောက်ပို့ငွေတွေကြာစင်းမှကြောက်လို့ဘာလုပ်နေလဲနော်ဟိုထောက်ပို့တိုက်ခိုက်ဒီထောက်ပို့တိုက်ခိုက်လမ်းလွဲနေတာအောက်စုလိုက်ကြီးပြည်သူကိုအာယုံလွှဲနေတာအဲ့ဒါအရေးမကြီးဘူး
အဲ့ဒါရေးမကြည့်ဘူးစစ်တိုက်မယ်လို့ကြွေးကြော်ခဲ့တယ်တလားလားစင်ဘန်းငွေတန်းနဲ့ချီပြီးဝင်နေတာဗမာတိုက်လေဗမာသုံးဆွဲလေနော်ဟုတ်ကဲ့ကို sorry ပါကျွန်တော် comment တွေအကုန်လုံးမဖတ်နိုင်တာနော်အားမဆိုတော့ကောင်ပြေးသွားရတာမိုးမိုးအယိုးကိုက်နေခွေးအဲ့ကောင်ပြန်တက်မလာတော့အခု comment မတက်မလာတော့ဘူး sorry ပါခင်ဗျာကျွန်တော်comment အကုန်လုံးမဖတ်ဖြစ်ဘူးဆိုတာကျွန်တော်ပြောနေတဲ့စကားအကြောင်းအရာလေးပြတ်သွားမှာဆိုလို့နော်ကျွန်တော်လည်းဝါရင်ကဘာရင်မဟုတ်ဘူးလုံးကြဖန်ပြီးမပြောတတ်ဘူးဆိုတော့မှန်တဲ့အတိုင်းဟုတ်လားရင်ထဲရှိတဲ့အတိုင်းအမှန်တရားအတိုင်းပြောတာစကားပြတ်သွားတဲ့အခါမှာမဆက်ဆက်မိရင်နားထောင်တဲ့သူတွေအစင်မပြေမှာရင်တော့ကျွန်တော်လည်းမေးတတ်တယ်ဗျနော်အဲ့ဒါကြောင့်မို့ကျွန်တော်ပြောပဲအကြောင်းရင်းကိုဒါအာယုံစိုက်လို့ပါခင်ဗျာနော်ကျေးဇူးတင်ပါတယ်အခုစစ်မတိုက်ဘူးလားနော်တိုက်ပွဲတွေပြင်းထန်နေတယ်လူထုထောက်ပံ့မှုတွေတန်းနဲ့ချီပြီးတော့မှဗမာသုံးဆွဲလဲနော်နောက်တစ်ခုကျွန်တော်ပြမယ်ဇီရိုမြောက်အောင်တို့ဂွမ်းဆန်းအောင်တို့ဆိုတာတော်လန်ရေးမှာသူ့လူကိုဘတ်သားသွေးခွဲတက်ရှိုတဲ့ကောင်တွေနော်ဒလန်ကောင်တွေစစ်နော်ဒီကောင်တွေရဲ့ရုံမှကောက်ကျင်မှုအမျိုးကြီးကိုထိုးချတိုက်ခိုက် PDF တွေကိုစီယုံအတုံးချနေတာနော်မိုးမိုးတို့လက်ထဲမှာရှိတဲ့ PDF တချို့ကိုစီယုံအတုံးချနေတာနော်ဒီဇီရိုမြောက်အောင်တို့ဂွမ်းဆန်းအောင်တို့ကိုနော်ဘယ်လိုမျိုးပတ်သက်နေလဲမြေပြင်မှာဆိုတာကျွန်တော်ပြမယ်ဒါကဂွမ်းဆန်းအောင်နဲ့နော်နောက်မှရက်နေတဲ့ကောင်ကအမေသားဒေါင်းသွင်းနီဆိုတဲ့အကောက်ရယ်ဒေါင်းသွင်းနီရယ်ဥဒေါင်းရယ်နော်အကောက်3-4ခုနဲ့မဲရောင်းအလှခံနေတဲ့ကော်တူလေးအာမီ KTLA လက်အောက်ခံ Freedom Fighter စစ်ကြောင်းကထောက်ဖို့နော်ဒီဂွမ်းဆန်းအောင်ရဲ့အနောက်မှာရက်နေတဲ့အချောက်ဂေးကနော်ကျွန်တော်ဒီကော်တူလေးအာမီလက်အောက်ခံ Freedom Fighter စစ်ကြောင်းမှာထောက်ဖို့အခုအဲ့ဒီအကောက်4ခုလုံးကနေနော်မြေပြင်မှာနာမည်ကန်တချို့နဲ့ပေါင်းပြီးမဲရောင်းနေတယ်ဒီဂွမ်းဆန်းအောင်ရဲ့ဘေးမှာထိုင်နေတာကတော့အဲ့ဒီ Freedom Fighter စစ်ကြောင်းရဲ့စစ်ကြောင်းမူနော်ဟင်ဒရီလာသူ့နာမည်ဟာနော်ဘယ်တော့မှစစ်မတိုက်တဲ့စစ်ကြောင်းနော်နာမည်ခံလှုပ်ရှားတာတွေဒီလိုမျိုးမွေးထားတာစာလုံးတို့ကနော်မိုးမိုးတို့ကဒီလိုမွေးထားတာသူတို့ကိုပြောလို့ရှိရင်လက်နက်ကြီးတွေလွယ်ပြီးငါတို့ကမြေပြင်မှာထွက်လာပြတာဘယ်တော့မှတိုက်ပွဲဝင်ဘူးတော့ဒီမှာဂွမ်းဆန်းအောင်ကြီးနဲ့ဘာလို့တရင်တနည်းဒီလိုအိမ်ကြီးတစ်လုံးထဲမှာနော်အတူတူပုံတွေရိုက်ထားလဲနော်ကျွန်တော်တို့အုံးဖန်မှာဇီရိုမြောက်အောင်တို့ဂွမ်းဆန်းအောင်တို့နဲ့စာလုံးကော်တူလေးအာမီတာဝန်ခံစောအင်္ဂလိပ်တို့ဘာလို့အတူနေအတူစားတောက်စားမှုယူလူထုထောက်ပို့လိုက်နဲ့ပတ်စံနဲ့ဖဲဆူရိုက်ဘာလို့လောက်ကြတာလဲဟမ်ဒီဂွမ်းဆန်းအောင်နဲ့ဇီရိုမြောက်အောင်ကတော်လန်ရေးမှာနော်တော်လန်ရေးမှာတွေးခွဲတက်ရှို့ဒလန်တွေဆိုတာလူထုတရားလုံးကဖယ်ကျင်ထားတာနော်ဒါဒီလိုလူတွေကိုပတ်သက်ဆက်နွယ်နေတဲ့မြေပြင်မှာဒီလိုလူတွေနဲ့ဖွဲ့စည်းတည်ဆောက်ထားတာကော်တူလေးအာမီ KTLA ကကျွန်တော်ပြည်သူတွေသိဖို့နော်သိဖို့ဒီမှာဒီစစ်ကြောင်းနော်ဂွမ်းဆန်းအောင်ဓာတ်ပုံတွဲရိုက်ထားတာဒီစစ်ကြောင်းနော် Freedom Fighter စစ်ကြောင်းဒါကျွန်တော်လူလူသိဖို့အတွက်ကျွန်တော်တို့ကချပြတယ်နော်မှန်ကန်နေတယ်ဆိုရင်ကြိုက်တဲ့ကောင်လားဟုတ်ပြီလားနော်အခုကျွန်တော်ပြောတဲ့အထဲမှာအာမန်ဆိုတဲ့ကောင်ပြေးပြီလားအညာပြေးသူတွေချွေးနေစာဘန်းငွေ18သိန်းပြန်တောင်းတာစာလုံးဘလို့ချင်းချောင်းလဲနော်ဒီချွေးတဲ့ဘန်းငွေ18သိန်းတော့ပြန်မရဘူးကြည်စံ45ဘတ်နော်40 50ဒီလောက်ကြည်စံပဲပြန်ရမယ်ဆိုတာယေမင်းနဲ့အဲ့ဒီဆေဘတ်ဒူခွေမနဲ့ဘာမွေဆက်ခုနဲ့တဲ့အဲ့ဒါပဲသူရသွားလည်းပဲဘယ်ကျွန်တော်စိတ်ခေါ်တယ်ကျွန်တော်သူစီကိုရကျွန်တော်ကသူ့ကြောင့်သူပဲတဲ့ကျွန်တော်အကြည့်စိတ်ဓာတ်မထားဘူးနော်ဒီမှာဘာမွေဆက်ခုနဲ့တဲ့နောက်ပဲဆိုသူတို့အတန်ဖွာတော့ကိုယ်စငါဘတ်တရားနော်အကြည်စံပြပြီးချင်းချောက်တယ်ဒီအညာပြည်သူတွေချွေးနေစာကိုသူဒီလိုတက်မယ်ဖြတ်မယ်ချင်းချောက်ပြီးတော့မှသူ့စခန်းမှာလာယူဖို့ပြောတယ်ဒီနေရာမှာမိုးမိုးတို့ကလည်းနော်လိုက်ထဲမှာပြောတယ်မှန်ကန်နေစာလုံးစီမှာတွဲယူလို့ပြောတယ်တွဲယူတဲ့အခါမှာဒီစာလုံးကရံမပြူဘူးမတက်ဖြတ်ဘူးလို့ဘယ်သူအာမခံမလဲနော်
เจ้าดีตอนแรกยังมาปาวินาบุตรมาเจ้าเนี่ยลูกไม่ชิวเนาะโมโมโลเอลูเปียวอะเต้นนานเลยแต่ละเนาะตูเตโกตีเราตัวปลายชิ้นเนี่ยดาบิแม่ตอนแรกยังมาเตะตัวเลยอัตชาวยังไม่จิวปฏิบัติข้าเลยจีทัวร์ไล่ตอนแรกยังสู้อยู่เด็กจันจ่าเลยเนาะลูว่าลูโลนาเลยไปแม่คุยเด็กกันลูโลนามาเลยบุเลยเนาะสักครั้งมาตัวอยู่สุราเว้เนาะวันมาวันเราขอทูไล่เอาไหมแปลงเอาด้านหลังซาลงจนเราเส้นบอมาทูไหมก็เนาะแต่ละแล้วเนี่ยอากูวีไม่เดี๋ยวมาลงเนี่ยไม่รู้ลูเลยเนี่ยเอาตั้งซาอยู่งาไม่รู้ทำไมลูเปียวเลยกว่าแต่ละช่างเอาตัวอย่างเนาะကျွန်တော်လိုက်55မိနစ်ရှိပေါ့เนาะကျွန်တော်တို့အညာသူအညာသားတွေဘယ်လောက်တနာဖို့ကောင်းလဲကျွန်တော်တို့ချွေးနှင်းစာလေးတွေပြန်ရရှိရေးမျက်ရည်လေးတွေဝဲပြီးတော့မှဘယ်လိုတောင်းဆိုထားလဲကျွန်တော်ပြမယ်ဗီဒီယိုဖိုင်တကယ်တော်လန်ရေးမှာခင်ဗျားတို့ကျွန်တော်ပြည်သူလူထုတွေဘယ်လိုရွေးချယ်မှာလဲရက်တီမှာလားဖယ်ကြံကြမှာအမှန်တရားတစ်ခုရက်တီပေးမှာလားဒီတော်လန်ရေးမှာဒီလိုမျိုးမိုးမိုးတို့လှုပ်ရှားနေတဲ့เนาะအဖွဲ့အစည်းတွေမိုးမိုးတို့ကိုတော်လန်ရေးကဖယ်ထုတ်မလားဝိုင်းဝန်းဖယ်ချင်ကြမလားသူနီးသူဟန်နဲ့ကိုတက်ကျွမ်းတဲ့နီလန်းနဲ့ကိုတိုက်ထုတ်ကြမလားဒီတိုင်းပဲလက်လူရှူထားမလားဆိုတာကျွန်တော်ပြည်သူတွေဆုံးဖြတ်ကြရွေးချယ်ကြเนาะဒီလိုမျိုးအမှန်တရားတွေကိုဖုံးကွယ်ထားတာအနိုင်ကျင့်ပို့ကြတာအဆင်မပြေဘူးเนาะဒါကျွန်တော်တို့အညာဒေတာမှာ出来了，马上出来了，马上出来了。大家，video ရိုက်နော် ဒါ 马上出来了，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 马上出来了。ဒီဆက်ခွန်တဲ့တိုင်းနဲ့ပတ်သက်ပြီးတော့ကျမတို့မှာအခက်အခဲတွေအများကြီးတွေ့ခဲ့ပါတယ်ပထမတစ်ခေါက်နှစ်ခေါက်တော့လည်းအမမနဲ့အောင်မြင်ခဲ့တယ်ဆိုတော့ခုတတိယအခေါက်မှာတော်တော်ကိုကြိုးကြိုးပမ်းပမ်းနဲ့ကျမတို့လိုပဲများသူလူတန်းတဲ့လူတွေရောညာစုပေါင်းပြီးတော့ပြလိုက်တဲ့အခါမှာခုအခက်အခဲတွေတွေ့နေပါတယ်အဲ့ဒီအခက်အခဲအဲ့ဒီငွေတွေကလည်းကျမတို့မှာတချို့ငွေလုံးနဲ့တချို့မိပေါင်းလှန်ရောင်းချပေးလိုက်ရတာလေဒီအတွက်ကကျမတို့မှာအခုငွေတို့လည်းလားစင်နဲ့ဆက်နေရပါတယ်အဲ့လိုတော်လန်ရေးပါဝင်နေတဲ့အတွက်ကျမတို့မှာအခုဆိုရင်မီးလောင်အင်းကြီးလည်းမီးလောင်သွားပါတယ်အင်းလည်းမီးလောင်သွားတော့အခုခက်ခဲပေါင်းမျိုးလေးထိုင်ရမှာစာရေးတောက်ရေးထိအခက်ခဲပေါင်းမျိုးလည်းအမှန်ကြောက်လက်နေရပါတယ်ဒီချိန်မှာတော့ဒုက္ခမျိုးစုံပေါ့ဘယ်လိုခေါ်မလဲစာဝင်နေရောသွားအခုသွားဒီလာရေးရလည်းခက်ခဲတယ်ဆိုတော့ရောင်းဝယ်ရမှာစာအရင်လည်းမလုံးနိုင်တော့ဘူးတောင်းလို့ဆိုလဲဟောဆမ်းမြောက်မလုံးနိုင်တော့ဘူးလေဆမ်းမြောက်မလုံးနိုင်တော့ဘူးဆိုတာကဒီစင်သားတွေလာတယ်ဆိုပြေးရတယ်လွှားရတယ်အဲတောင်းဆိုလဲဆမ်းမြောက်ကနေလုံးလို့မရတော့ဘူးရောင်းဝယ်ဆိုလဲဒီလဲကိုလုံးလို့မရတော့ဘူးရှိသမျှလေးရလဲရောင်းနှံပေါင်းချပြီးတော့ဒီလက်နဲ့ကိုဝယ်ဖို့ပေးထားတာဆိုတော့အားလုံးကတော့တော်တော်ကိုအခက်အခဲတွေ့နေပါတယ်ပြည်သူအများဒုက္ခရောက်နေတာတင်ပေးဖို့ရောဒါကြတော့ကျမတို့ဒီကနေပြီးတော့ဒုက္ခတွေလိုလက်နဲ့တွေဝယ်ခြင်းလို့နိုင်ငံမျိုးအရေးကြီးအားထက်တရောလောက်ခဲ့တဲ့အတွက်ကျမတို့မှရှိသမျှပစ္စည်းကုန်ပြီပြောပါတော့ဟုတ်ကဲ့နေစရာလည်းမရှိတော့ဘူးဒီစားဖို့ရလည်းမနေ့ရုံးကန်နေရတယ်မတို့အနေနဲ့ကတော့ဒီတော်လိုင်းကြီးကိုအားထက်တရောလောက်ထားတဲ့အတွက်အတူတူပဲကျမတို့လိုလားတူတူရထားတဲ့ဒီသူတွေကလည်းဒီတော်လိုင်းကြီးအောင်တော်လိုင်းကြီးညသောပြီးဖို့နဲ့တော်လိုင်းကြီးအောင်ပွဲဝင်နိုင်ဖို့ရယ်ဒီတော်လိုင်းကြီးအနာဝင်နိုင်ဖို့ဆိုတာလည်းဒီလိုလက်နက်တွေရှိမှဝင်လို့ရမှာလေအဲ့ဒါကြတော့မတို့ရှိတဲ့ညကိုအားထုတ်တယ်ရောနဲ့ကျိုးပန်းထားတဲ့ဟာလေးတွေကိုပြန်လဲရချင်ပါတယ်အထူးမှတင်တာကတော့အဲ့ဒါကြောင့်ပြန်လဲကူညီပေးပါကျမတို့မှဒီမဲ့ခုနေလက်ဒေတာမှာဆိုလို့ရှိရင်အပေါ်လုံးရှိတဲ့ညဒီဘက်ဆက်ခွန်တဲ့တိုင်းဆိုတဲ့မနေဘူးနဲ့လောက်ထားတာဆိုတော့ကြတော့ပြန်လဲပြီးကူညီပေးပါအောင်ပြန်လဲရချင်ပါတယ်အများဆုံးနဲ့အများဆုံးလေးကူညီပေးပါအောင်ကျွန်တော်ပြောချင်တာကတော့ဘောနော်ဒီကျွန်တော်တို့အနာဂတ်ဒီလိုရေးတာရေးလို့ထားတဲ့သောတာပန်ဒီမှာကျန်တဲ့ပြည်ရဲ့ဆက်ဆံတဲ့ပြည်တော့ဘောနော်လက်နက်ကိုကျွန်တော်ကတော့ဒီလိုမျိုးနေလေကျွန်တော်ပြောတာကျွန်တော်တို့ရောဒီစိတ်ဆောင်နေတာတနေ့ဆွဲတော်ဆိုတော့ကျွန်တော်တို့ကကျန်ရတယ်ကျွန်တော်တို့ဘာလို့လေပေါင်းနဲ့သူကလည်းပတ်သက်နေဒီတောင်းငယ်ကိုရေးကြတော့လဲဆိုတော့နှစ်ခေါက်အဆင်ပြေတယ်ပေါ့နော်နောက်တော့တော့သတိတံပိုးနဲ့နားရဲ့တော့အသေးခံရရတယ်ပေါ့ဆိုကြတယ်ဆိုတော့ကျွန်တော်တို့ဒီလိုဆိုနေတာတွေအများဆုံးပြန်
ပေးသိချင်တယ်လို့တောင်းပန်နေတယ်ပေါ့နော်သောတာတော် တက်တဲ့အောင်လည်းဖြစ်တယ်အလူခံနေတာမဟုတ်ဘူးโอเคဒါကတော့ကျွန်တော်တို့အညာသူအညာသားတွေဒီငွေကိုထောက်ဖို့လှူဒန်းလိုက်တဲ့เนาะကရန်ကန်ရှင်တွေအနေနဲ့ဟိုတောင်းခံထားတဲ့เนาะဆန္ဒထုတ်ဖော်ထားတဲ့ဗီဒီယိုဖိုင်ဖြစ်တယ်အဲကြောင့်မို့ကျွန်တော်ပြည်သူတွေအနေနဲ့ကျွန်တော် like ကိုပြန်ပြီးတော့မှ share လေးလုပ်ပေးကြဖို့အတွက်ကျွန်တော်မေတ္တာရက်ခံချင်ပါတယ်เนาะဒါကကျွန်တော်အတွက်မဟုတ်သလိုဒီအမှန်တရားတစ်ခုပေါ်ပေါက်ရေးအတွက်เนาะဒီလောက်ကျွန်တော်တို့ဖိနှိပ်ခံချို့တဲ့နေတဲ့ data ကအညာသူအညာသားတွေရဲ့ချွေးနှဲစာပြန်ရရှိရေးအတွက်ပြည်သူတရားလုံးဝင်းရံပေးကြဖို့ကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်ခင်ဗျာเนาะကျွန်တော်တို့တော်လန်ရေးမှာလည်းဒီလိုမျိုးသားမှုတွေမတမာမှုတွေကိုအတတ်နိုင်ဆုံးကျွန်တော်ပြည်သူတွေအနေနဲ့ဖယ်ထုတ်ခဲ့ပါဖယ်ကျင်ခဲ့ပါထားခဲ့ပါကျွန်တော်တို့ရှေ့ကိုတာဆက်လက်ချီတက်နေမှာဖြစ်တဲ့အတွက်ကျွန်တော်တို့တော်လန်ရေးကြမ်းကြစေမယ်စုံယုံစေမယ်နောင်နှေးစေမယ်ကိစ္စရက်တွေအဖွဲ့အစည်းတွေပုံကိုယ်တွေအားလုံးကိုကျွန်တော်တို့ကဖယ်ကျင်မျက်ွယ်ပြူထားခဲ့ရမှာဖြစ်တယ်เนาะကျွန်တော်တို့တော်လန်ရေးမှာပြတ်သားပေးကြပါကျွန်တော်တို့ဘာအတွက်ကြောင့်လဲမှာဟိုတချိန်ကတိုက်လာဘူးလို့တချိန်ကကောင်းခဲ့ဘူးလို့ဘလို့ကျေးဇူးတရားနဲ့မှာကျွန်တော်တို့ဒီလိုမတမာမှုတွေမယိုးသားတဲ့အဖွဲ့အစည်းတွေလူတွေကိုမထားခဲ့ပါနဲ့နော်ထားတဲ့ခါမှာကျွန်တော်တို့တော်လှန်ရေးအတွက်နောင်နေစေကြမ်းကြစေပါတယ်ဒါမျိုးအနိုင်ကျင့်မှုတွေဒါမျိုးလိမ်လည်မှုတွေဒါမျိုးကိုကြိုးရှာတာတွေနောက်ထပ်မလုပ်ဘူးလို့ဘယ်သူမှအာမမခံနိုင်ဘူးနော်ကျွန်တော်တို့စက္ကန့်နဲ့အမျှဒီတော်လှန်ရေးကြီးမှာအသက်တွေချွေးတွေပေးဆက်နေတဲ့အတွက်ဒီလိုမတမာတဲ့သူတွေကိုကျွန်တော်တို့လူလူတရက်လုံးကနားလေခွင့်လို့မပေးကြပါနဲ့ပြက်သားတုတ်ပြန်ကြပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်ခင်ဗျာနော်အသေးသွားတဲ့အသက်တွေပြန်မရသလိုရှုံသွားတဲ့ရှုံမှုတွေပြန်မရပါဘူးကျွန်တော်တို့ဒီຫນွေဦးတော်လှန်ရေးမှာပါဝင်တဲ့ပြည်သူတရက်လုံးကပိုင်ဆိုင်မှုတွေအသက်အိုးအိမ်စီးစိမ်နော်အားလုံးဒုက္ခမျိုးစုံရင်ဆိုင်နေတယ်ကျွန်တော်တို့အာဏာရှင်မပြုတ်ကြမချင်းလဲကျွန်တော်တို့ပိုင်ဆိုင်မှုတွေကျွန်တော်တို့ပြန်ရမှာမဟုတ်ဘူးနော်ကျွန်တော်တို့ပေးဆက်သွားရတဲ့ရဲဘော်တွေတာဝန်ကျေမှာမဟုတ်ဘူးနော်ဒါကြောင့်မို့ဒီလိုမျိုးပေးဆက်မှုတွေကြီးနဲ့တွားနေတဲ့ဒီຫນွေဦးတော်လှန်ရေးအရွေးတစ်ခုမှာမြန်ဆန်ပြီးမြောက်တဲ့အခါမှာကျွန်တော်တို့ပေးဆက်မှုတွေအနည်းဆုံးဖြစ်လိုက်မယ်နော်ဒါကြောင့်မို့ကျွန်တော်တို့အချိန်နဲ့အမျှပေးဆက်နေရတဲ့တော်လှန်ရေးကြီးမှာဒီလိုမယိုးသားမှုတွေမတမာတဲ့အဖွဲ့အစည်းတွေမတမာတဲ့လူတွေကိုကျွန်တော်တို့ပြည်သူတွေအနေနဲ့စန့်ကျင်ကြပါနော်ဆန္ဒဖော်ထုတ်ကြပါကိုအားတန်ရာနီလန်းနဲ့ထုတ်ဖော်ကြပါနော်ရက်တီပေးကြပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်လိုက်ဒီလောက်ပဲနားချင်ပါတယ်ခင်ဗျာနော်ဒီနေ့တော့နောက်နေ့တွေကျွန်တော်ဒီကိစ္စတွေနဲ့ပတ်သက်ပြီးဆက်လက်ချပြသွားမှာဖြစ်ပါတယ်ဒါကလည်းကျွန်တော် like ကို share တာတွေဝင်းရံပေးတာတွေအတွက်ကျေးဇူးတင်ပါတယ်ဒါကလည်းကျွန်တော်တို့မဟုတ်ပါဘူးကျွန်တော်တို့အမှန်တရားတစ်ခုပေါ်ပေါက်ရေးအညာသူအညာသားတွေနော်အညာသားကြောမွဲတွေရဲ့ချွေးနှဲစာပြန်ရရှိရေးအတွက်နော်ကျွန်တော်တို့ပြည်သူတရက်လုံးကိုကျေးဇူးတင်ပါတယ်နော်ယူတည်ပါတယ်လေးစားပါတယ်ဆက်လက်လည်းရက်တည်ပေးကြဖို့အတွက်တိုက်တွန်းပါတယ်ခင်ဗျာနော်ကျွန်တော် like ဒီလောက်ပဲနားကျင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်